Ghost Story ဝါ channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါထုံးလင်းတင်ဆက်ပေးချင်တာကတော့စာရေးသူဒရိတ်သင်္ခရေးသားထားတဲ့ Kispa Nati ပုံနှံမီဆိုတဲ့စိတ်ဝင်စားဖွယ်ဇာတ်လမ်းအစာဆုံးကိုထုံးလင်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းကြောင်းရမစသေးခင်မှာကျမတို့ရဲ့ Ghost Story ဝါ channel ကို subscribe နဲ့တူဘေးနားခေါင်းလောင်းလေးနှိပ်ပေးဖို့တောင်းဆိုပါရစေကျေးဇူးပါဒါဆိုရင်တော့စလိုက်ပါတော့မယ်ကျမကတော့ခိုင်ပါရှင်စစ်တူရဆိုရင်တော့ဆက်ရိုးကြချောင်းမှဈေးကြီးတစ်ဝိုက်ထိတောင်မြောက်ဝဲရမှာလူနေထိုင်မှုများပြားတယ်။ကလရန်မြက်ကမ်းမနဲ့မော်လိတ်အိုရန်ဝီဇယူပစတဲ့ရွာတွေမှာလူနေထိုင်မှုများပြားတယ်။ရွာလို့သာပြောတော့လေချောင်းဝဲရတစ်ဖက်တစ်ချက်မှာမြို့နယ်တစ်ဆက်ထဲရှိနေတဲ့အတွက်များစွာစီကားတယ်။စနေရက်ဆိုတဲ့ဝဟာရမှာရက်ကွက်12ခုကိုပြောဆိုခြင်းဖြစ်ပြီးတော့အဲ့ဒီရွာတွေကိုပြောဆိုခြင်းသာဖြစ်ပြီးတယ်။ညာနေဖြူတို့နေတဲ့ရွာမှာဒညဝရီရွာဖြစ်ပြီးတယ်။ဒညဝရီရွာမှာဆက်ရိုးကြချောင်းတွင်မှာဖြစ်တယ်။ညာနေဖြူရဲ့မိဘတွေမှာဦးကျော်ဖြူနဲ့ဒေါ်မေသူတို့ဖြစ်ကဈေးဆိုင်လုပ်ငန်းနဲ့စီးပွားရေးကောင်းမွန်ကြလေတယ်။သူတို့ဆိုင်မှာကုန်မျိုးစုံရောင်းချတဲ့ဆိုင်တစ်ဆိုင်ဖြစ်ကဆိုင်ကြီးတစ်ဆိုင်ဖြစ်ပြီးတယ်။အဲ့ဒီဆိုင်လုပ်ငန်းကိုတော့ညာနေဖြူနဲ့အကူဖြစ်သူစောလာဖြူတို့ကလုပ်ကိုင်းကြတာ။ညာနေဖြူက23နှစ်အရွယ်ခန့်ရှိပြီးအကူဖြစ်သူစောနာဖြူက25နှစ်ကျော်အရွယ်ပင်ရှိရာမောင်သမား2ယောက်တို့မှာမတိမ်မရင်ရှိကြပြီ။ညာနေဖြူရဲ့မြစ်တာကိုရရှိရန်တော်၎င်းသူမကိုပိုင်ဆိုင်ခွင့်ရရန်ဤမျိုးမျိုးနဲ့ချင်းကပ်နေသူတွေစ조사နေသူတွေအများပြားရှိကြတယ်။ဒီထဲမှာအောင်သာကျော်နဲ့ကျော်စံခိုင်တို့2ယောက်မှာထိတ်ဆုံးကပါဝင်နေ။အောင်သာကျော်ကအသက်29နှစ်အရွယ်ခန့်ရှိပြီးစစ်တွေမျိုးပေါ်မှာနေထိုင်နေသူမိဘတွေမှာစီးပွားရေးချောင်းနေကြတဲ့သူတွေဖြစ်ကစံစပါးရောင်းဝယ်လုပ်ကိုင်ကြတယ်။အောင်သာကျော်ကခေတ်ပညာအသင်းတင်တက်ပြီးတော့ပြောဆိုဆက်ဆံမှုလည်းကောင်းတယ်။အရက်သေးစာစားတော့ခြင်းနဲ့လောင်ကစားမှုကင်းစင်သူဖြစ်ကစီးပွားရေးအလုပ်ကိုသာစူးစမ်းလုပ်ကိုင်နေတဲ့သူစံစပါးရောင်းဝယ်ပြုလုပ်နေရင်နဲ့ဒညဝရီရွာကိုရောက်ပါကညာနေဖြူတို့အိမ်ကိုဝင်ရောက်လဲပတ်တယ်။ဦးကျော်ဖြူနဲ့ဒေါ်မဲသူတို့ကတော့တမီးဖြစ်သူညာနေဖြူထံကိုလာရောက်ပိုးပန်းနေကြသူတွေထဲမှာအောင်သာကျော်တော့နှစ်သက်သဘောကျကြတယ်။တကယ်လို့တမီးဖြစ်သူညာနေဖြူဟာသာရွေးချယ်မယ်ဆိုရင်သဘောတူကြည်ပြူထားမယ်လို့လေစိတ်ကူးရှိကြတယ်။ညာနေဖြူမှာအကူတယောက်ရှိတယ်။ညာနေဖြူနဲ့2နှစ်ခန့်ကြည်တော်လေလူပြိုဘဝနဲ့သာအေးအေးဆေးဆေးနေတတ်တဲ့သူအကူဖြစ်သူစောနာဖြူကလေညီမဖြစ်သူရဲ့ကိုရေးကိုရာနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဝင်ရောက်ဆွတ်ဖက်ခြင်းမပြုပေ။စောလာဖြူကအိမ်လောက်တွေမရှိတော့တဲ့အချိန်မျိုးမှာတငါမော်ရွာကိုတွားရောက်လဲပတ်တယ်။တငါမော်ရွာမှာသူနဲ့ခင်မင်နဲ့နေမောင်တို့3ယောက်ရှိတယ်။နေမောင်တို့3ယောက်ကစောထီနဲ့ငမဲအောင်သူတို့3ယောက်ဖြစ်ကြတယ်။နေမောင်တို့3ယောက်ကငါဖမ်းတဲ့အလုပ်ကိုလုပ်ကအတာမဝင်ချောင်းပြူကြတာ။စောလာဖြူနဲ့နေမောင်တို့3ယောက်မှာငယ်ရွယ်စဉ်ကလေးကခင်မင်ကြတဲ့သူတွေဖြစ်ကြတယ်။ဒါကြောင့်စောလာဖြူကညီမဖြစ်သူနဲ့ပတ်သက်တဲ့ကိစ္စတွေကိုစိတ်ဝင်စားပြီးအချိန်အားရင်တငါမော်ရွာကိုတွားရောက်နေတတ်တယ်။ညာနေဖြူကိုပိုးပန်းနေသူတွေထဲမှာရှေ့ဆုံးမှရောက်နေသူ2ယောက်ရှိပြီးအောင်သာကျော်ပြင်တခြား1ယောက်လည်းရှိသေးတယ်။ကျော်စံခိုင်ဆိုတဲ့သူကျော်စံခိုင်က28နှစ်အရွယ်ရှိပြီးတော့ရခိုင်လူမျိုး1ယောက်ဖြစ်တယ်။ကျော်စံခိုင်ရဲ့မိဘတွေမှာဦးသားစံနဲ့ဒေါ်ငွေမုံတို့ဖြစ်ကြက9ရွက်တိုင်လုပ်ငန်းကိုလုပ်ကိုင်ကြတယ်။ကျော်စံခိုင်တို့နေတဲ့အိမ်မှာတိုက်ခန့်2ထိုင်အိမ်အခြေကြီးသာဖြစ်ပြီးတယ်။ကျော်စံခိုင်တို့မိသားစုမှာစီးပွားရေးကောင်းမွန်တဲ့အတွက်စစ်တွေမျိုးမှာချမ်းသာသူစရင်ဝင်နေကြပြီးကျော်စံခိုင်ကစီးပွားရေးကောင်းတဲ့အပြင်ခရီးအဝေးသွားလာသူဖြစ်တဲ့အတွက်အတောက်စားအပျော်ပါနဲ့လောင်ကစားမကင်းမီဒါအပြင်ကွန်ကြိုက်တတ်သူဖြစ်တဲ့အတွက်နေသိနေအောင်သွားကွန်တရားတော့ပါဇက်ထဲမှာငုံထားလေးရှိတယ်။နေပူမရှောင်မိုးရွာမရှောင်သွားလာနေသူဖြစ်တဲ့အတွက်အသားကညူတယ်။ကွန်စားထားတဲ့အတွက်ပါဇက်ကနေရဲနေပြင်ရာအသားမဲမဲနဲ့ဆိုတော့ကြမ်းတမ်းတဲ့ရုပ်သွင်းမျိုးဖြစ်နေတယ်။သူကလည်းညာနေဖြူကိုနှစ်သက်သဘောကျနေပြီရာနီးမျိုးမျိုးနဲ့စူးစမ်းပြီးပိုးပန်းနေတဲ့သူညာနေဖြူကတော့ကြော်စံခိုင်ရဲ့တွင်မြန်လက္ခဏာကိုကြည့်မနဲ့သက်ပြီးထို့တူမိဘတွေကလည်းကြော်စံခိုင်ရဲ့တွင်မြန်လက္ခဏာကိုကြည့်ပြီးသဘောမကျကြကြသို့တော့တရက်ထဲတနေ့တည်းသားခြင်းဖြစ်တဲ့အတွက်တင်းတင်းမာမာဆက်ဆံကြခြင်းမျိုးတော့မရှိပါစေအောင်သာကြော်လာရင်တော့၎င်းကြော်စံခိုင်လာရင်တော့၎င်းအင်ရှင်နေဝတ္တရားနဲ့အညီတော့ဧကန်ပြောဆိုကြတယ်တနေ့တော့အောင်သာကျော်ကညာနေဖြူနဲ့2ယောက်ချင်းတွေ့တဲ့အခါသူ့ရဲ့သဘောထားကိုဖွင့်ပြောလေတော့တယ်။ဒီလောက်ဆိုရင်ဖြင့်ကျွန်တော်ရဲ့သဘောထားကိုညာနေဖြူလေးတိတ်တန်တဲ့လောက်သိပြီးပြီဖြစ်မှာပါ။ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်တော့ကျွန်တော်ညာနေဖြူပေါ်မှာမေတ္တာရှိနေတာကြာပါပြီ။ဒါကြောင့်ကျွန်တော်ရဲ့မေတ္တာကိုစဉ်းစားပေးစေချင်ပါတယ်။ကျွန်မသဘောကိုပြောရမယ်ဆိုရင်တော့ဒီအကြောင်းတွေကိုဘာမှမစဉ်းစားကြံသေးပါဘူး။တကယ်လို့ဖြစ်နိုင်မယ်ဆိုရင်တော့ဒီလိုလွတ်လွတ်လပ်ဘဝမျိုးနဲ့ပဲတစ်သက်လုံးနေသွားကြတာပါ။ဒါပေမဲ့
တကယ်လို့ကျမအနေနဲ့ဒီကိစ္စတွေကိုစဉ်းစားမယ်ဆိုရင်တော့ကိုအောင်သားကျော်ပြောတဲ့စကားတွေကိုအလေးနဲ့ထားပြီးတော့စဉ်းစားပေးပါမယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေညာနေဖြုတ်စီကဒီစကားလောက်ကြားရတာနဲ့တင်ကျွန်တော်ဖို့တော့ကျင်းနဲ့လောက်ဆရာပါပဲ။ဂျလိုပြောဆိုကပြန်သွားတယ်။နောက်ပိုင်းရက်တွေမှာတော့ကြော်စံခိုင်နဲ့တွေ့တဲ့အခါသူ့မှလည်းသူ့ရဲ့သဘောထားတွေကိုပြောပြတယ်။ကျွန်တော်အနေနဲ့ညာနေဖြုတ်ပေါ်မှာဘလောက်တောင်နှစ်သက်မှုရှိတယ်ဆိုတာကိုဒီလောက်ဆိုရင်ညာနေဖြုတ်လည်းသိပါလိမ့်မယ်။ညာနေဖြုတ်ကိုစိတ်ဝင်စားနေတဲ့သူတွေထဲမှာအောင်သာကျော်လည်းပါတယ်ဆိုတာကျွန်တော်သိတယ်။အောင်သာကျော်နဲ့ကျွန်တော်ကမိတ်ဆွေရင်းကြရလို့ပဲခင်မိပါတယ်။စီးပွားရေးချင်းမတူကြပေမဲ့တယောက်နဲ့တယောက်ကိုညီမှုမျိုးတွေလည်းရှိပါတယ်။စီးပွားရေးကဏ္ဍမှာအတူတူအလုပ်လုပ်ပေမဲ့ဒီကိစ္စမှာတော့အောင်သာကျော်နဲ့ကျွန်တော်နဲ့ကပြိုင်ဘက်တွေလိုပဲသဘောထားပြီးစူးစမ်းနေကြတာပါပဲ။သူ့မျက်တောင်လက်ခံစဉ်းစားပေးတယ်လို့ကျွန်တော်ရဲ့မျက်တောင်လည်းလက်ခံစဉ်းစားပေးစေချင်ပါတယ်။ကျမအနေနဲ့ကတော့သူလာပြောတော့လေသူစကားကိုနားထောင်ပြရတယ်။အခုကိုကျော်ဆိုင်ကပြောလာတော့လေဒီလိုပဲနားထောင်ပြရတာပါပဲ။အခုချိန်မှာတော့ဘသူစကားမှစမ်းစားတာမျိုးမရှိသေးပါဘူး။ဒီလိုဖြင့်ကျွန်တော်မျက်တောင်အလေးနဲ့ထားပြီးတော့စဉ်းစားပေးစေချင်ပါတယ်။ညာနေဖြူဝါတာကျွန်တော်မျက်တောင်စဉ်းစားပေးမယ်ဆိုရင်ကျွန်တော်ဘက်ကဘာမစိုးဖြည့်ဆည်းပေးပါမယ်။အခုတော့ဘာမှမစဉ်းစားချင်သေးပါဘူး။တကယ်လို့ဒေချောင်းတွေကိုစဉ်းစားတော့မယ်ဆိုရင်တော့ရှင်ပြောတဲ့စကားတွေကိုထည့်သွင်းစဉ်းစားပေးပါမယ်။အချို့တက်ပြီးပြောလိုက်ရာကြော်စံခိုင်လည်းပြန်သွားတယ်။ဒီခါကျမှမိခင်ဖြစ်သူတော်မယ်သူပါ။ငါသမီးလည်းအချိန်တန်အရွယ်ရောက်ပြီဆိုတော့ဒီเจ้าတွေကိုစမ်းစားဆုံးဖြတ်ပြီးတော့ရွေးချယ်ရတော့မှာပဲလေအမေတို့ကမိဘတွေဆိုပေမဲ့နဘေးကကြိတ်နေရတဲ့အစင်ပဲရှိပါတယ်တကယ်တမ်းရွေးချယ်ဆုံးဖြတ်ရမှာတော့ကာယံကရှင်ကိုယ်တိုင်ပဲလေအရွေးမမဖို့တော့အရေးကြီးရဲ့နော်တမီအဲ့ဒီအကြောင်းတွေကိုဘာမှမစမ်းစားချင်သေးပါဘူးအမေရဲ့ဒီလိုလဲဘယ်ဟုတ်ပါမလဲဒီလိုလဲဘယ်ဟုတ်ပါမလဲတမီအနေနဲ့အချိန်တန်အရွယ်ရှိတော့ဒီအကြောင်းတွေကိုစမ်းစားရမှာပဲလေအချိန်အရွယ်လွန်သွားတော့မှစမ်းစားချင်လည်းမဖြစ်ပြန်ဘူးအမေသဘောပြောရမယ်ဆိုရင်တော့မောင်ကျော်စံခိုင်ထက်ဆိုင်ရင်မောင်အောင်သာကျော်ကတော့ပို့ပြီးတော့တင့်တော်မယ်လို့ထင်တယ်မိဘမျိုးရိုးနဲ့အချိန်ကြီးကောင်းတာရောကာယံကရှင်ကိုယ်တိုင်ကလည်းအတောင်စားကင်းနေနောက်ပြီးတော့မိဘချင်းကလည်းသိနေကြတော့တမီးအနေနဲ့အိမ်နောက်ဘက်ရွေးချယ်မယ်ဆိုရင်သူ့ကိုဦးစားပေးတဲ့နဲ့လို့ထင်တယ်ညာနေဖြူကတော့ထွေထွေထူးထူးဘာမှပြန်မပြောတော့ဘူးအခုချိန်မှာတော့သူ့ရဲ့အတွေ့အထဲမှာပင်အဲ့ဒီအကြောင်းတွေမရှိသေးသည်ကအမှန်ပင်ဖြစ်နေလေတော့တယ်စစ်တွေမျိုးတောင်ဘက်အစုံတနေရာမှာ point တစ်ခုရှိတယ်ပင်လယ်ပြင်ရှုခင်းတွေကိုလှမ်းမြင်ရတဲ့နေရာလေးဖြစ်တယ်အဲ့ဒီနေရာဟာဗုဒ္ဓဘော်နဲ့လည်းနေလေတယ်ညနေပိုင်းနေဝင်ပြောချိန်မှာအဲ့ဒီနေရာကိုလူရယ်နှစ်ယောက်ရောက်လာပြီးအေးအေးဆေးဆေးစကားပြောနေတာတယောက်ကအောင်သားကျော်ကျန်တဲ့တယောက်ကကျော်စန်းခိုင်မင်းဖြစ်ပြီးတယ်ဘာပြောစရာရှိလို့ဒီနေရာကိုခေါ်လာတာလဲကိုကျော်စန်းခိုင်တခြားတော့မဟုတ်ပါဘူးညာနေဖြူကိစ္စနဲ့ပတ်သက်ပြီးတော့ခမည်းနဲ့ကျွန်တော်နဲ့ပြောစရာလေးတွေရှိလို့ပါဘာများပါလဲညာနေဖြူကလွတ်လပ်သူတယောက်ဆိုတော့ခမည်းပဲဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်တခြားဘသူပဲဖြစ်ဖြစ်သူ့မျက်တောင်ရဖို့စူးစမ်းနိုင်ခွင့်ရှိကြပါတယ်ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်တော့သူ့မျက်တောင်ရဖို့အတွက်ခမည်းဟောကျွန်တော်ပါကိုနီးကိုဟန်နဲ့စူးစမ်းနေကြတယ်အခုထိတော့မရသေးဘူးပေါ့ဗျာဒီတော့ကျွန်တော်ပြောချင်တာကသူ့မျက်တောင်ဘသူပဲရရတယောက်ကကြေကြေနက်နက်နဲ့ခွင့်လွှတ်ပေးဖို့ပါပဲကျွန်တော်သဘောပေါက်ပါတယ်ကိုကျော်စန်းခိုင်တကယ်တော့ကျွန်တော်ကဒီလောက်သဘောထားမသေးသိမ့်ပါဘူးမိမတယောက်အတွက်ကြောင့်တော့ကျွန်တော်တို့ချင်းအခင်မင်ပြက်စီရပါဘူးဒီစကားကြားတာဝမ်းသာပါတယ်ဗျာကျွန်တော်ကဒီလိုတောင်စိတ်ကူးထားပါသေးတယ်ဘယ်လိုများပါလဲတယောက်ကသူ့မျက်တောင်ရသွားခဲ့တဲ့အခါကျန်တယောက်ကအတိမတ်ပြုတဲ့အနေနဲ့အတူတူစုပြီးတော့ပျော်ဝဲစားလေးပါလေးထွက်ဖို့တောင်စိတ်ကူးထားပါရဲ့အခုချိန်မှာဘယ်သူရမယ်ဆိုတာမသိရသေးဘူးဗျာကျွန်တော်တို့ရောက်မဟုတ်ပဲနဲ့တခြားတယောက်နဲ့အဆင်ပြေသွားတာလည်းဖြစ်နိုင်သေးတာပဲလေဟုတ်တယ်အမျိုးသမီးတွေရဲ့အတွင်းသဘောကလေတိဖို့အတော်လေးကိုခတ်တာဒီတော့ခမည်းပဲဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်ကံကောင်းတဲ့သူပေါ်လာရင်တော့ခမည်းပြောတဲ့အစီအစဉ်ကိုသဘောတူတယ်ဒီလိုလို့တော့တယောက်နဲ့တယောက်အခင်မင်ပြတ်တဲ့ပြင်သဘောထားကြီးတာကိုပြရလဲရောက်တာပေါ့ဘာပဲဖြစ်ဖြစ်ကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်လည်းခမည်းအတွက်ကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်ဒီနောက်မှာတော့နှစ်ယောက်သားလမ်းခွဲကမိမိတို့အလိုရှိရာစီကိုတွားကြလေတော့တယ်အောင်သာကျော်စိတ်ထဲမှာတော့ကျော်စံခိုင်ဟာအခုကဲ့သို့ခေါ်ပြောခြင်းကိုထိုးကြတယ်လို့ထင်မိတယ်အောင်သာကျော်တို့နေတဲ့နေရာမှာလူနေနေတဲ့ပလင်တော်ရက်ွက်အတွင်းမှာဖြစ်ပြီးတယ်အောင်သာကျော်မှာအင်ကိုပြောင်းလာတဲ့အထိဒီเจ้าတွေကိုမကြာခဏအတွေ့အကြုံဝင်ခဲ့တယ်ဒါကြောင့်စိတ်မကြည်မသာဖြစ်နေတယ်သူတို့အိမ်မှာမိသားစုက၄ယောက်သာရှိတာဦးကြထွန်းဒေါ်အေးမှုနဲ့ညီမဖြစ်သူတူစားပါဝင်အိမ်စီ၂ယောက်ပါတော့လေနောက်ဖက်မှာတည်ကြနေကြတယ်အခုမျက်နှာလည်းမကောင်းပါလားအလုပ်တွေအဆင်မပြေခဲ့လို့လားမဟုတ်ပါဘူးဟာနည်းနည်းပင်ပန်းလာလို့ပါညအချိန်ကိုရောက်တော့လေအောင်သာကျော်မှာစိတ်ထဲမှာတထင်းနေဖြစ်နေတယ်ကျော်စံခိုင်တယောက်သူ့ကိုတကူတကခေါ်ပြောခြင်းမှာသူယူတာယုံမဟုတ်ပါလိမ့်စားလို့တွေးမိလေတော့တာည
မျက်နှာပိုင်းရောက်တော့အိမ်နောက်ဖက်မှာနေကြတဲ့အင်စီတွေအော်တန်ကြရတယ်ဒါကြောင့်တအိမ်သားလုံးနိုးလာတာလာကြပါအောင်ရှင်ကဲကြပါအောင်ဒီမှာဘာကြီးရောက်လာတယ်လဲမသိပါဘူးဘာဖြစ်တာလဲမဲမောင်စောစောကနောက်ဘက်ကခြေတံကြလို့ထားကြည့်တော့ခေါင်းမိချုံပြီးရက်နေတဲ့လူကြီးတယောက်ကိုတွေ့ရတယ်လူလားတရင်လားမသိဘူးကျမတို့ထားကြည့်တော့မှအမောင်နဲ့ဝင်သွားတာခဏကြာတော့ဘာကြီးလဲမသိဘူးပခုံးမော်ထန်လာပြီးဟိုနားမှာခြာသွားတာတွေ့တယ်ဒီလိုပြောတဲ့အတွက်အောင်သားကျော်ကသူတို့ကိုပါခေါ်ခြံစံနာကိုတွားကြည့်တယ်ခြံစံနာမှာရှိနေတဲ့တစ်ပင်ကြီးတစ်ပင်အောင်မှာခေါင်းတလားကြီးတစ်လုံးခြာထားတာကိုတွေ့ရတယ်ဒါအခေါင်းကြီးမဟုတ်လားဘသူလာခြာသွားတာလဲကြံကြံဖန်ဖန်ဘသူကများဒီခေါင်းကြီးကိုငါခြံဝင်နဲ့ရအောင်တဲလာပြီးတော့မှလာခြာထားတာလေဟေ့တန်းရွှေအဖုံးကိုဖွင့်ကြည့်စမ်းမတော်လို့အဲမှာလူသေးလောင်းနေပါရီပါလာရင်နေရင်ထိုင်နေအမှုပတ်နေလိမ့်မယ်ဒီလိုပြောတဲ့အတွက်အဖုံးကိုဖွင့်လိုက်တဲ့ချိန်မှာတော့အတွင်းမှာလူသေးလောင်းတော့မရှိပါသေးအယုံနှစ်ယုတ်တော့ပါလာပြီးအတော်တန်ကြီးတဲ့အယုံနှစ်ယုတ်ဖြစ်ပြီးတော့ယောက်ျားယုတ်တစ်ယုတ်နဲ့မိန်းမယုတ်တစ်ယုတ်အဲ့ဒီအယုတ်တွေမှာသူတို့သားသူတို့သမီးအဝတ်စားတွေကိုဝတ်ဆင်ပေးထားတယ်သူတို့သားယုတ်ကိုပေါ်မှာတော့မောင်အောင်သားကျော်အသက်ဘယ်နှစ်နှစ်ဒီလိုရေးသားထားပြီးသူတို့သမီးအယုတ်ပေါ်မှာတော့မြာနေဖြူအသက်ဘလောက်ဆိုပြီးတော့ရေးထားတာဒါဘာသဘောလဲမြာနေဖြူဆိုတာမင်းသဘောကျနေတဲ့ကောင်မလေးမလားဟုတ်တယ်ဒီအကြောင်းကိုသိရသူတယောက်ကမင်းတို့နှစ်ယောက်အစင်မပြေအောင်ရေတရာခြေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အတိုက်ခိုက်လုပ်တဲ့အစီရင်လုပ်တာပဲဖြစ်လိမ့်မယ်ဒီစကားကြတော့တုံလုံးမိသွားလေတယ်ချက်ချင်းဆိုသလိုကြော်စံခိုင်းရဲ့မျက်နာကပေါ်လာတာဒါအစီရင်နဲ့တိုက်တာဖြစ်မယ်ဒီအစီရင်မျိုးကတိတ်ပြီးတော့ကြောက်ဖို့ကောင်းတာမင်းညာနေဖြူဆိုတဲ့မိန်းကလေးကိုယူဖို့မကြိုးစားတဲ့တော့တယ်နေဒါရီကဘယ်လိုလုပ်ရမလဲဖေဒီတိုင်းထားလို့ဖြစ်ဘူးမိရှုပ်ပြမအေးမှာတန်းရွှေဒီယုံနှစ်ယောက်ကိုခြံနောက်မှာမိရှုပ်ပြလိုက်ဒီလိုအမိန်ပေးတဲ့အတွက်တန်းရွှေလေးခေါင်းတလားထဲမှာအယုံနှစ်ယောက်ကိုယူသွားကရေနံစီလောင်းပြီးတော့မိရှုပ်လိုက်တယ်အောင်သားကျော်စိတ်ထဲမှာတော့သူ့နာမည်နဲ့ညာနေဖြူနာမည်နှစ်ခုရေးထားတဲ့အယုံနှစ်ခုကိုမိရှုပ်ပြရတဲ့အတွက်နာမည်မကောင်းဘူးလို့ထင်မိတယ်သို့တော့မတတ်နိုင်တော့ပါကြီးအယုတ်ကိုမိရှုပ်ပြီးတော့တန်းရွှေကအနားလာပြီးတော့မေးတယ်ဒီခေါင်းတလားကြီးကိုဘယ်လိုလုပ်ပြလိုက်ရမလဲဆရာလူသူမရှိတဲ့နေရာယူသွားပြီးတော့မိရှုပ်ပြလိုက်အဲ့လိုအမိန်ပေးလိုက်တဲ့အတွက်တန်းရွှေလေးခေါင်းတလားကြီးကိုတယောက်ထဲထမ်းတာအပြင်ကိုထွက်သွားလေတော့တယ်အောင်သားကျော်အတွက်ကတော့နမိတ်မကောင်းလာတော့ပါကြီးကလရန်မြင်းနဲ့ဆက်ဆက်နေတဲ့မြက်ချောင်းတွေမှာငါးပစုံအလုံးကိုပေါ်များလာပြီးတာငါရှာဖွေသူတွေလည်းပေါ်များလာတယ်ဒီထဲမှာနေမောင်တို့မိသားစုလည်းအပါဝင်ဖြစ်တယ်နေမောင်တို့မိသားစုကတငါမော်ရွာမှာနေကြတာတငါမော်ရွာမှာဆက်ရိုးကြချောင်းတွင်ရှိနေတဲ့ရွာတရွာဖြစ်ပြီးနာမည်နဲ့လိုက်အောင်မင်းတငါလုပ်ငန်းကိုလုပ်ကအတန်မဝမ်းကြောင့်ပြုလုပ်တဲ့သူတွေအတော့ပင်များပြီးတယ်နေမောင်တို့ကမိသားစုများများမရှိပြီးဖခင်ဖြစ်သူဥပါရှိန်မိခင်ဖြစ်သူဒေါ်ကျဲမေတို့နဲ့နေမောင်ပါဝင်၃ယောက်သာရှိသေးဆိုတော့လေသူတို့မိသားစုနဲ့အတူတကွလာရောက်နေထိုင်ကြသူ၂ယောက်တော့ရှိနေသေးတယ်အဲ့ဒီနှစ်ယောက်ကနေမောင်နဲ့အသက်တူရွယ်တူဖြစ်ကြတဲ့စောထင်းနဲ့ငမယောင်တို့ဖြစ်ကြတယ်တငါမောင်ရွာမှာလက်လုံလက်စားတော်တော်များများနေကြတော့လေနေမောင်တို့မိသားစုကတော့အတန်အသင့်ချောင်းလေတယ်ငါးပစုံရှာဖွေကြတဲ့နေရာမှာနေ့ချိန်ထက်ညချိန်ဖမ်းဆီးတဲ့အခါမှာပုံမရလို့တော်တော်များများကတော့ညချိန်ရောက်တော့မှငါးဖမ်းထွက်ကြခြင်းဖြစ်ပြီးတယ်ဒီချိန်မှာနေမောင်တို့၃ယောက်လေလှေတစ်စင်းနဲ့ထွက်လာပြီသူတို့လေထွက်ကတော့မရွှေမနှောင်းမှာပင်နောက်မှလှေတစ်စင်းထွက်လိုက်လာတယ်ဦးမွန်ထော်နဲ့တာရိုးလာတို့တူကြီးပါတယ်လေပင်ဖြစ်ပြီးတယ်သူတို့ကဖော်မျောတော့အလုပ်ကိုလုပ်ကြတာနေမောင်တို့နဲ့များစွာခင်မင်တဲ့သူတွေအလုပ်ချိန်ရောက်တော့မှသာမိမိတို့အလိုရှိတဲ့နေရာတွေကိုခွဲသွားပြီးအလုပ်လုပ်ကြခြင်းဖြစ်ပြီးတယ်ဦးမွန်ထော်တို့လေကသူတို့လေနဲ့ဘေးချင်းကက်ကလှော်လာရင်ကနေဦးမွန်ထော်ကပြောတယ်နေမောင်အခုတလောမြက်ထဲမှာထူးထူးခြားခြားဖြစ်နေတယ်မင်းသတင်းကြားမိသလားကျွန်တော်တို့ဘာမှမကြားမိသေးဘူးဘာများထူးခြားနေလို့လဲအပါရဲ့ညီရိုးတစ်လျှောက်မှာရေစုံရေစံမျောနေတဲ့ခေါင်းတလားကြီးတစ်လုံးကိုတွေ့နေရတယ်လို့ပြောတယ်အခန်းကိုရေလွှမ်းလောက်ထားတော့လှေတစ်စင်းလိုဖြစ်ပြီးတော့မျောနေရလဲဖြစ်မှာပေါ့ကန်းဆက်မှာရှိတဲ့တင်ငန်းတစ်ခုခုပြိုကျလို့ခေါင်းတလားပေါ်လာပြီးတော့ရေထဲပါလာတာဖြစ်မှာပေါ့ဒါကတော့ဖြစ်နိုင်စရာရှိတယ်ကွာဒါပေမဲ့ထူးဆန်းတာတွေရှိနေသေးတယ်လေဘယ်လိုများထူးခြားနေလို့လဲအဲ့ဒီအကောင့်ကြီးနဲ့တွေ့တဲ့သူတော်တော်များနေပြီဒါလည်းရေစုံရေစံမျောနေလို့တယောက်မို့တယောက်တွေ့ချတာဖြစ်မှာပေါ့ဒါလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လှော်တက်ပါတဲ့ခေါင်းတစ်လုံးကလှေတွေနောက်ကိုထက်ချက်မကလိုက်နေတာရောမင်းမြင်ဘူးသလားအဲ့လိုတော့တစ်ခါမှမတွေ့ဘူးမကြဘူးသေးဘူးဒီထက်ပိုပြီးတော့စမ်းကြည့်တာရှိသေးတယ်ဘယ်လိုများလဲပါရဲ့အဲ့ဒီနောက်လာလိုက်လာတဲ့အခေါင်းတွေကအတန်မှကြားနေရတာမင်းဟိုဘက်ရွာတမ်ပချိုင်တို့တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်ကိုငါပြောပြမယ်ဒီလိုဆိုကဦးမို့တော်ကတမ်ပချိုင်တို့တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်ကိုပြန်ပြောပြလိုက်လေတော့တယ်
ငါတို့ပိုင်တာရောက်လာတာဘာကြီးလဲလှေနဲ့ပြီးတော့မျောလာတာများလားလက်နဲ့မီနဲ့ထိုးကြည့်စမ်းကွာတော်ကြပိုက်ထဲတိုးနေလို့ဖြုတ်ရခတ်နေအောင်ပဲဟာဘာဖြစ်လို့လဲစမ်းနေကြောတက်တာမဟုတ်ဘူးဟာအခေါင်းကြီးလားမသိဘူးကြံကြံဖန်ဖန်ကွာဘယ်နေရာအခေါင်းကဒီနေရာထိရောက်လာမှလဲမဖြစ်ဘူးထိုးဝတိုင်နဲ့ထုတ်ပြမှဖြစ်မယ်တော်ကြပိုက်ထဲဝင်တို့နေခတ်ကုန်မယ်ပြပြောဆူဆူနဲ့စမ်းနေကြောကထိုးဝကိုယူပြီးတော့အဲ့နာတဝိုင်ရောက်နေတဲ့ခေါင်းတလားကြီးကိုထိုးထုတ်ပြလိုက်တယ်သို့တော့ရေစီးကြောင်းနဲ့တော်တော်နဲ့မရပဲပိုင်နားမှာပဲတဝဲနဲ့လည်းဖြစ်နေတာတော်တော်ကြောင်ထိုးထုတ်တော့မှအဝေးကိုရောက်သွားလေတော့တယ်အချိန်တန်လို့သူတို့ပိုက်ဖော်တဲ့ချိန်မှာစောစောဟာထိုးထုံးလိုက်တဲ့အခေါင်ကြီးကအနားကိုတကြောပြောင်းလာတာဟိုမှာစောစောဟာခေါင်းတလားကြီးပြောင်းလာပြန်ပြီပြောရင်းဆိုရင်းနဲ့ပဲခေါင်းတလားကြီးကလှေနဲ့နီးနေတဲ့နေရာကိုပြောင်းလာတယ်ဒီလိုရောက်လာတဲ့အခါမှာတော့အခေါင်းထဲမှာထူးခြားတဲ့အတန်တချို့ကိုကြားရတာငါ့ကိုအပြင်ထုတ်ပေးပါငါ့ကိုအပြင်ထုတ်ပေးပါဒီတန်ကြားတဲ့ကနှစ်ယောက်သားမျက်လုံးပြူးသွားကြတယ်မင်းကြားရသလားတန်ပချိုင်ကြားရတယ်မင်းရောကြားရသလားကြားရတယ်ငါတို့တရေချောက်နေရဖြစ်မယ်ပြောပြောဆူဆူပင်လှေကိုထိုနေရာမှလော်ပြေးကြလေတယ်ဦးမို့တော်ပြောပြတဲ့အကြောင်းတွေကိုကြားတဲ့အခါနေမောင်တို့၃ယောက်မှများစွာစိတ်ဝင်စားသွားကြတာနေမောင်ကတော့တစုံတစ်ခုကိုတွေးမိတဲ့အတွက်အဘပြောမှပဲတတိရတယ်ရေထဲမှာရှိနေတဲ့အိမ်သားကိုရေထဲကမျောပါလာတဲ့အခေါင်ကအနာကပ်လာတာတော့တိတ်ကိုထူးဆန်းနေမထင်ဘူးတနေ့ကပလင်တော်ရက်ွက်ထဲမှာရှိတဲ့အိမ်တိန်ကိုညအချိန်မတော်ကမှအခေါင်တစ်လုံးရောက်လာလို့တဲ့ဖွင့်ကြည့်လိုက်တော့လေထူးဆန်းတာတွေတွေ့ရသေးတယ်နေမောင်ကသူသိသမျှအကြောင်းအရာတွေကိုပြန်ပြောပြလိုက်တယ်ငါလည်းကြားလိုက်မိတယ်အဲ့ဒါတခြားသူမဟုတ်ပါဘူးဆန်ဆက်တထေဦးကြထွန်းတို့အိမ်ပဲဒါကတော့ထူးကြတယ်ပုံနကားတိုက်တာဖြစ်ခြင်းဖြင့်မဟုတ်ရင်တော့တရားကမကောင်းကြတာပဲဖြစ်မှာပေါ့အဲ့ဒီနေရာရောက်တော့စကားစားဖြတ်ပြီးတော့လမ်းခွဲလိုက်ကြလေတော့တယ်ဒီလိုနဲ့နေမောင်တို့တွေပိုက်ချထားပြီးတဲ့အခါအိမ်မထိတ်လာတဲ့အစားအသောက်တွေကိုစားတောင်းနေကြတာစားတောင်းနေစဉ်မြင့်ရင်နဲ့တူမျောပါလာတဲ့အရာဝတ္ထုကိုလှမ်းမြင်လိုက်တယ်နေမောင်ဟိုမှာမျောလာတာဘာလဲတမချိုင်တို့တွေ့တဲ့အခေါင်းကြီးများလားမပြောတတ်ဘူးကွာတေချာအောင်လို့အနာသွားကြည့်ကြရင်ကောင်းမလားဖြစ်ပါမလားတော့ကြာမကြောက်ပါနဲ့အခေါင်းထဲမှာလူသေးကောင်မြင်ဘာမှပါမယ်မထင်ပါဘူးမင်းပြောတော့မှပဲပို့ပြီးတော့ကြောက်စရာကောင်းနေသေးတယ်နေမောင်ရဲ့ဒီနောက်စားလက်စအစားတောက်တွေကိုလက်စားတက်လိုက်ပြီးလှေကိုကျိုးဖြုတ်ကအဲ့ဒီနေရာကိုလော်သွားကြလေတယ်ကြည့်ရတာကြက်တည်မရှိလိုက်တာကွာဘယ်လိုလုပ်ရင်ကောင်းမလဲဘာလို့ရမှာလဲစော်ထရထိုးဝါနဲ့အဝေးရအောင်ထိုးထုတ်ပြရမှာပေါ့ငါ့ကိုအပြင်ထုတ်ပေးပါငါ့ကိုအပြင်ထုတ်ပေးပါဟာဘယ်ရတန်လဲအခေါင်းထဲကကြားရတာမဟုတ်ဘူးလားဒါဖြင့်တမချိုင်တို့ပြောတာမှော်နေပြီပေါ့ဒီအခေါင်းကြီးကလည်းသူတို့တွေ့ခဲ့တဲ့အခေါင်းကြီးပဲဖြစ်မှာပေါ့တိုက်တိုက်ဆိုင်ဆိုင်ကွာဒီလိုပြောဆိုပြီးထိုးဝါနဲ့ထိုးထုတ်ပြလိုက်ကြရာရေစည်းနဲ့အဝေးကိုမျောပါသွားလေတော့တယ်ဒီခါမှပင်တက်ပြင်းချနိုင်ကြလေတော့တယ်အချိန်ကမနက်ပိုင်းချိန်သာရှိနေသေးတယ်မြစ်ထဲမှာမြုံနေနေတာမကွဲသေးပြီတန်မချိုင်တို့ကတော့အတောင်စားများသူဖြစ်တဲ့အတွက်အပုံနဲ့ခံရတာကိုလည်းမကြောက်ဘူးငါးကန်တွေရရင်သာအရေးကြီးတဲ့အတွက်အခုလေတညာလုံးရေဆောင်ရေစံအပုပ်စာမျောပြီးတော့ငါးဖမ်းကြရာအခုပြန်လာတော့သူတို့လေထဲမှာငါးကြီးငါးကောင်တော်တော်များများရကြပြီတညာလုံးအေးရေးပြတ်တဲ့အတွက်အိတ်ချန်နေသေးတော့လေငါးရများတဲ့အတွက်ကျဉ်းနေနေတာဒီလိုနဲ့ပြိုင်တော်ဆက်မှာတင်နေတဲ့အရာမှာကောင်တလားကြီးပင်ဖြစ်တဲ့ရေစံနဲ့မဝေးလာတဲ့အတွက်ကောင်းစွာတွေ့မြင်ကြရတယ်ဟိုမှာတင်နေတာဟိုညကငါတို့တွေ့ခဲ့တဲ့ခေါင်းတလားကြီးမဟုတ်လားဟုတ်တယ်ထင်တယ်ငါတက်ကြည့်လိုက်အောင်မေအခေါင်းဘာဖြစ်လို့တက်ကြည့်မှလဲဟိုတနေ့ညကငါတို့တွေ့ခဲ့တော့ကအခေါင်းထဲကအတန်ကြားရတယ်ဘာလဲဆိုတာသိအောင်လို့တက်ကြည့်အောင်မေအခေါင်းထဲမှာလူသေးလောင်းပြန်ဘာရှိမှလဲရွှေထီးရတလို့ပြောတော့လေတန်မချိုင်နဲ့ဆန်နဲ့ကျော်တို့ကအပေါ်ကိုတက်ရန်ပြင်ကြတယ်ဓာတ်တလက်စီကိုယူနုံထဲကနေဖြတ်တက်သွားကြတာအခေါင်းရှိတဲ့နေရာမှာကိုင်းမဲ့နေရှိတဲ့အဆက်နေရာမှာဖြစ်တဲ့အတွက်မဝေးလာပါစေနှစ်ယောက်သားအနည်းကိုရောက်တဲ့အခါမှာတော့တတိချာချာကြည့်လိုက်ကြတယ်အခေါင်းဖုံးပြီးမှတော့အမိုက်တိုက်တင်နဲ့ဘေးရပင်တွေတင်နေတာရင်းညစ်ရင်မော်တွေကတ်နေတဲ့အတွက်အစိမ်းရောင်တွေတန်းနေတယ်အခေါင်းတစ်ခုလုံးကျင်းတွေဆွဲကန်နေတာအခေါင်းကတော့ကျွဲကောင်းကြီးပဲကွာအဖုံးပေါ်မှာလည်းကလားစာတွေပါတယ်ဖွင့်ကြည့်မလားတော့ကြရုပ်ပြက်စင်မြတ်ဖြစ်နေတဲ့အလောင်းတွေတွေ့တော့ဘယ်လိုလုပ်ကြမလို့မင်းကလည်းကြောက်တက်လိုက်တာကွာတွေ့တော့လည်းပြန်ပိတ်ထားလိုက်မှာပေါ့ပြောပြောဆိုဆိုနဲ့တန်မချိုင်ကအခေါင်းဖုံးကိုဓာတ်နဲ့ကလန့်ပြီးတော့ဖွင့်လိုက်တယ်အဖုံးပွင့်သွားတော့နှစ်ယောက်သားအံ့ဩသွားကြတယ်အခေါင်းထဲမှာသူတို့ထင်ထားသလိုလူတီအလောင်းတော့မရှိပြီနောက်ထပ်ရှည်မျောမျောကျွန်းသက်တာငယ်တစ်လုံးကိုသာတွေ့ရတယ်အလောင်းမရှိဘူးအခေါင်းကြီးထဲမှာနောက်ထပ်ခေါင်းသေးသေးလေးတစ်လုံးပဲတွေ့ရတယ်တန်မချိုင်ကအခေါင်းကြီးထဲမှာထည့်ထားတဲ့အခေါင်းသေးလေးကိုထုတ်လိုက်တယ်
ဒီနောက်ခေါင်းတလားဖုံးကိုပြန်ပေးပြီးအဲ့ဒီအဖုံးပေါ်ကိုတက်တာငယ်လေးကိုတင်လိုက်တယ်တက်တာငယ်အဖုံးပေါ်မှာလေတက္ကတာဘာသာနဲ့ထွင်ရေးထားတဲ့စာတွေရှိနေတာတမ်မချိုင်ကအဲ့ဒီစာတွေကိုစိတ်ဝင်စားပြီးတက်တာထဲမှာဘာတွေပါတယ်လဲဆိုတာကိုသာစိတ်ဝင်စားတယ်ဒါကြောင့်ပိတ်ထားတဲ့အဖုံးကိုဓာတ်နဲ့ကန့်လန့်ပြီးတော့ဖွင့်လိုက်တယ်အတွဲမှာတော့ထိုးကြတဲ့အရာတစ်ခုရှိနေတာတခြားမဟုတ်ပါဘူးတက်သားနဲ့ပြုတ်လောက်ထားတဲ့ရုပ်ထုသာဖြစ်ပြီးတယ်အရွယ်စားကတပေခန့်ရှိပြီးအပေါ်မှာကလာမျိုးသမီးတွေဝစ်ဆင်တဲ့စားတွေကဲ့သို့အဝတ်စားတွေဝစ်ဆင်ထားတော့လေရင်ငွေကြောင့်ဆွေးမြင်နေပြီးရုပ်ထုကိုမယူလိုက်တော့ဝစ်ဆင်ပေးထားတဲ့အဝတ်စားတွေကတစားစီကြွေကြသွားလေတယ်။အဲ့ဒီကအမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်ပကတိတိုင်းတွေ့ရလေတော့တယ်။ဘာကြောင့်ဒီရုပ်ထုကိုအခေါင်းထဲထည့်ပြီးတော့ရေထဲမျောလိုက်တာလဲ။ငါလည်းဖယ်သိပါမလဲ။ဒါပြန်လေသူ့နေရာသူပြန်ထားခဲ့ပါကွာ။ငါတို့သွားရအောင်။အယုတ်လေးရလှတယ်ကွာ။ယူလာခဲ့ရင်ကောင်းမလား။ဘလို့ကြောင့်အခေါင်းထဲထင်မျောလိုက်မယ်မသိတဲ့အယုတ်ကိုမယူစမ်းပါနဲ့ကွာ။မိမယုတ်လေးရလှတယ်ကွာ။ကိုမလို့ကျင်တော့လေလိုချင်တဲ့သူတွေတွေ့ရောက်စားရမှာပေါ့။ဒါလိုပြောကအယုတ်ကိုတက်တာတဲ့ထဲတက်တာပါတပါတဲ့တဲ့ကလှေရှိရာကိုပြန်ဆင်းလာကြလေတော့တယ်။အိမ်ပြောင်းတော့တမ်မချိုင်ကအဲ့ဒီတက်တာကိုဘယ်သူမှမမြင်အောင်ဝှက်ယူပြီးအိမ်တနေရာမှာထားလိုက်လေတော့တယ်။ညချိန်ရောက်တော့အရက်မုံမုံနဲ့အိပ်ပျော်သွားတာတစုံတစ်ယောက်လာနိုးတဲ့အတွက်မှပြန်နိုးလာတယ်။ကြည့်လိုက်တော့အနားမှာအမျိုးသမီးတစ်ယောက်ရက်နေတာကိုတွေ့တဲ့အတွက်အံ့ဩသွားလေတယ်။အဲ့ဒီအမျိုးသမီးကိုတခါမှလည်းမမြင်ဘူးသေးပြီ။ရုပ်ရည်ကိုကြည့်ုံနဲ့ကလာမျိုးသမီးတဦးဖြစ်မှန်းသိတာတယ်။နင်ဘသူလေနေမဲငါ့ကိုခေါ်လာခဲ့တာပဲလေ။နေ့ကိုတခါမှမတွေ့ဘူး။ငါလည်းတခါမှမခေါ်မိဘူး။ဘယ်ရောက်လာတာလဲ။တက်တာတိုင်းမှာထိထားတဲ့အယုတ်ကငါပဲပေါ့။အခုပါလာလောက်တာလေ။ငါနေတို့နဲ့မနေချင်ဘူး။ငါ့ကိုငါနေရာပြန်ပို့ပေး။အဲ့ဒီရုပ်ကိုရောင်းစားမလို့ယူလာတာမပို့ပေးဘူး။ဒါကတော့နင်သဘောပေါ့။နောက်တော့သာငါ့ကိုအပြစ်မပြောနဲ့။တစ်ထပ်မေးရအောင်မေးဒီလိုသွားလာနိုင်နေရတော့နေရာတကူရှိသလားရှိတယ်ဘာတွေလုပ်ပေးနိုင်တယ်လဲငါ့ကိုကင်ပြီးတော့လိုတဲ့စုတစ်ခုတောင်းလို့ရတယ်ဒါပေမဲ့ငါ့အတွက်တစ်ခုပြန်ပေးရမယ်ဘာတွေလဲသွေးလို့ခြင်းသွေးအသက်လို့ခြင်းအသက်ပေါ့တခြားငါလို့ခြင်းရောလုပ်ပေးနိုင်မလားခေါင်းကြီးပြသလားခေါင်းခပြသလားတေချာတော့အမြင်လိုက်ပြီးသူနီးမှပြန်ထွက်သွားတယ်တမ်ချိုင်မာသာအိတ်ချင်မှုတူနဲ့ဇဝေဇဝါဖြစ်ပြီးတော့ကြံနေတာငါအရက်မူပြီးတော့မြင်မိမြင်နေရလားဒါမှမဟုတ်အိမ်မက်မက်နေရလားစောစောငါနာလာရက်နေရတော့လူတယောက်ပါပဲအိမ်မက်တော့ဘယ်နည်းနဲ့မှဖြစ်နိုင်မှုဘာပဲဖြစ်ဖြစ်သူပြောတော့တာဟုတ်မဟုတ်မနဲ့ကြတော့စမ်းကြည့်ရမှာပေါ့ဒါလို့စိတ်ကူးကပြန်အိမ်လေတော့တယ်တမ်ချိုင်မှာမိန်းမနဲ့ကလေး၃ယောက်ရှိတော့လေသားသမီးတွေကငယ်သေးတဲ့အတွက်အာမကိုကြရပြီဒါကြောင့်အလုတ်စင်းရင်တခြားဖော်တွေကိုခေါ်သွားခြင်းဖြစ်တယ်နောက်တနေ့ငါးဖန်းထွက်တဲ့ကဝှက်ထားတဲ့ရုပ်ကလေးကိုလူမမြင်အောင်အဝေဟောင်းနဲ့ထုတ်ပြီးတော့ယူသွားတယ်။ညဘက်ငါးဖန်းချိန်ရောက်တော့အဲ့ဒီရုပ်ကိုထုတ်လက်နဲ့ကင်မြောက်ကလိုတဲ့စုကိုတောင်းလိုက်တယ်။ကဲကလမလေးရေနင်လာပြောတာဟုတ်မဟုတ်ဒီညတော့စမ်းကြည့်ရမယ်။ငါတို့ဒီညငါများများလိုချင်တယ်။ရမယ်ဆိုရင်လှေတွားလောက်ရအောင်လုပ်ပေးပါ။မဟုတ်ရင်တော့နင့်ကိုဓာတ်နဲ့ခွဲပြီးတော့မိရှုပ်ပြမယ်။ဒီလိုပြောကအယုတ်ကိုအဝင်းနဲ့ပတ်လှေအောက်ကိုပြန်ထည့်ထားလိုက်တယ်။သူ့လုံးနေရာကိုကြည့်ပြီးတော့စံနဲ့ကြော်နဲ့ရွှေထီတို့နှစ်ယောက်ကသဘောပေါက်ကြတဲ့အတွက်ဘာလို့နေရလဲဆူတောင်းနေရလေမမြင်ဘူးလားမြင်တော့မြင်တာပေါ့ဒီယုံနေရဘာလို့တာလဲဒီယုံနဲ့ဆူတောင်းနေလေညငါထူးထူးဆန်းဆန်းနေတွေ့ရတယ်ဒီလိုဆိုကတမ်ချိုင်ကအကြောင်းစုံကိုပြောပြလိုက်တယ်ဒီစကားကြတော့ကျန်တဲ့နှစ်ယောက်ကထူးထူးဘာမှမပြောကြတော့ဘူးအဲ့ဒီနေ့ညမှာတော့ထူးထူးကြငားရတာများလာတယ်ဖော်တလုံးမှာငားမိတဲ့အတွက်ဖြုတ်ယူပြီးတော့မှမပေးခင်နောက်တစ်ကောင်ကမိနေပြန်တယ်ဒီလိုနဲ့တညာလုံးလက်မလီအောင်ငားဖြုတ်တင်နေရတဲ့အတွက်၃ယောက်စလုံးတရေတမောင်မိခွင့်တော့မရကြဘူးတမ်မချိုင်ပြောတာဟုတ်များနေရောသလားဒီတစ်ခါတော့ခါတိုင်းညနဲ့မတူပါလားငားတွေတလောက်မိတာတခါမှမကြုံဘူးသေးဘူးတမ်မချိုင်ကတော့အိမ်မက်ထဲမှာပြောသွားတဲ့အတိုင်းတကယ်ဖြစ်နေတဲ့အတွက်များစွာဝန်တာနေတာဘယ်နဲ့လေအခုတော့ငါပြောတာယုံကြပြီမလားတိုက်ဆိုင်မှုဆိုရင်တော့မှဒီတစ်ခါတော့အတော်လေးကိုထိုးဆက်နေကွာဘာပဲဖြစ်ဖြစ်ပေါ့ကွာဒီလောက်ရတော့ငါတို့လေအကျွေးလေးပါလေးကြိတ်တဲ့လောက်ကြည်မှာပေါ့တထက်မင်းပြောတဲ့အထက်မှာကိုလိုချင်တာရအောင်လုပ်ပေးပြီးရင်သူလိုချင်တာလည်းပြန်ပေးရမယ်လို့ပါတယ်မလားတကယ်လို့သူ့အကူကြီးပေးလို့ငါးတွေတလောက်ရတာဆိုရင်သူ့ကိုရောပြန်ပေးရမှာလေတမ်ချိုင်ကတော့ပေါ့ပေါ့ပဲနေပြီးတော့ဘာမှပြန်မပြောတော့ဘူးတို့တော်မကြခင်မှာသူတို့မိသားစုအတွက်အန်နီဆိုတစ်ခုရောက်လာမှာတော့သူမသိပါချင်းညရောက်တဲ့အခါမှာတော့မနေ့ကတွေ့ခဲ့ရတဲ့ကလမလေးကိုတွေ့ရတယ်နင်လိုချင်တာငါလုပ်ပေးပြီးပြီငါလိုချင်တာပေးပါလားနင်ကဘာလိုချင်နေလို့လဲငါအိမ်မှာတော့ဘာမှမရှိဘူးနင်ကြိုက်တာရှင်ယူတာသွားတော့ဒီလိုအလဲတကူပြောပြန်လဲအိပ်ပျော်သွားတယ်
ညနေပိုင်းချိန်ရောက်တော့စူစူဝါအော်တန်တွေကြားရတဲ့အတွက်ပြန်နိုးလာပြန်နေအမလေးသိပါပြီဒီမှာတရေကြီးလာတတ်နေတယ်လာကြပါဦးကဲကြပါဦးဒီအော်တန်တွေကြောင့်တမ်ချိုင်တို့တအိမ်သားလုံးပြန်နိုးလာကြတော့အော်တန်ကြားတာတခြားမဟုတ်ပြီးသူတို့နေတဲ့တဲပေါ်မှာဖြစ်တယ်ဘာဖြစ်တာလဲဟာကလေးတယောက်အော်တန်ကြားတယ်ဘာဖြစ်တာလဲမသိဘူးမိမဖြစ်သူပြောတဲ့အတွက်မိကွက်ထုံပြီးထားကြည့်တယ်ကလေး၃ယောက်အိမ်နေရမှာနောက်ဖက်မှာဖြစ်တယ်၃ယောက်နဲ့၂ယောက်သာကြောက်လန့်တကြားပြေးလာတော့လေအငယ်ဆုံးလေးကတော့အိယာထဲမှာကြံခဲ့တာဘာဖြစ်ကြတာလဲမိဆန်အော်တန်ကြားလို့ဖေသူဘာဖြစ်တာလဲမသိဘူးအိယာပေါ်မှာလဲတွေးတယ်မိဆန်လေပင်တဝိုင်းမှာပေါက်ထွက်နေတဲ့ဒဏ်ရာမှသွေးတွေကမိဆန်ကိုပေါ်မှာသာမကပဲကျမ်းမြန်ပေါ်ကျနေတာစမ်းကြည့်တော့မိဆန်မှာအတမရှိတော့ပြီမျက်နှာမှာကြောက်လန့်စရာတစ်ခုခုကိုတွေးခဲ့ဟန်နဲ့မျက်လုံးတွေပြူးထွက်ကရုပ်ပြက်ဆင်းမြက်ဖြစ်နေပြီငါသမီးကိုဘာကောင်ဝင်ကြိုက်သွားတာလဲမသိဘူးတရေတကောင်ကသူ့ကိုလာတတ်နေလို့ကဲပါအောင်လို့အော်တန်ကြားလိုက်တာပဲတရေဆိုတဲ့စကားကြောင့်တမ်မချိုက်စိတ်ထဲမှာသူ့ဝတ်ထားတဲ့အယုတ်ကိုချက်ချင်းတရိယာလိုက်တယ်သူသမီးတရားတီမှာသူနဲ့တွေ့ကြရတဲ့ကလမလက်ချက်လေးဖြစ်နိုင်စရာရှိတယ်သို့တော်မကြိတ်တာသေးပြီလောလောဆယ်မှာတော့သမီးတယောက်အသက်သေဆုံးသွားခဲ့ရပြီးဘာမှမတတ်နိုင်တော့ပါကြီးဆန္ဒကြော်နဲ့ရွှေထီတို့ကတော့စိုးရိမ်စွာနဲ့တရေပေးကြတယ်မင်းသမီးတရားတာထူးဆန်းနေဟိုရုံနဲ့များတက်ဆိုင်နေသလားဟုတ်တယ်တမချိုင်သူနဲ့တွေ့တော့ကတခုခုပေးပြီးရင်တခုခုပြန်ယူမယ်လို့ပြောသွားခဲ့တယ်မလားတကယ်ပဲဖြစ်နေရောသလားမင်းအရီရုပ်ကိုဘယ်နေရာမှာဝတ်ထားသလဲဟိုအနောက်ဘက်ကထင်းမုံနေကြထဲမှာထည့်ထားတာအခုမှတော့ဒီရုပ်ကိုလူတွေသိလုံးဖြစ်တော့ဘူးတော့ကြအပြစ်တွေကငါ့ပေါ်ပုံကြလာလိမ့်မယ်အေးပါငါတို့ကြည့်လုံးလိုက်ပါမယ်မင်းရဒီမှာဟန်မပြတ်တာနေခဲ့ဒီလိုပြောပြီးတော့ဆန်နဲ့ကျော်နဲ့ရွှေတီတို့ကနောက်ဖက်ထင်းမုံနေထိုင်ရကိုသွားကြတယ်ဒီလိုနဲ့ရုပ်ထုကိုမြင်တဲ့အခါမှာတော့နှစ်ယောက်သားမျက်လုံးပြူသွားကြလေတော့တယ်အယုတ်မှာသွေးတွေပေးနေတယ်မဟုတ်ကမှလွေရောဟိုကလေးကိုဒီရုပ်ကြိုက်တတ်တာများဖြစ်နေမလားသူဟာတရေမှမဟုတ်တာတရေမဟုတ်ပေမဲ့အခုသာအယုတ်ဖြစ်နေပေမဲ့ညဘက်ရောက်တော့တရေဖြစ်စဉ်ဖြစ်နေမှာပေါ့ဒါဖြင့်ဘယ်လိုလုပ်ရင်ကောင်းမလဲဆက်ထားလို့လူတွေဆက်ပြီးတော့တတ်နေခံမယ်သူမသိအောင်ရှင်းပြလိုက်တာပိုကောင်းလိမ့်မယ်ဒီလိုပြောဆိုတိုင်းမင်းကအယုတ်ကိုအဝင်းနဲ့ပတ်ရွှေထီတို့တဲကိုယူသွားလေတော့တယ်ရွှေထီတို့မိသားစုနေတဲ့တဲမှာရွာနဲ့ဝေးတဲ့60နာမှာဖြစ်ပြီးတယ်ရွှေထီကအဝိတ်ကိုဖေးရုပ်ထုကိုထင်းခွဲတဲ့တုံးမော်ကိုတင်ကထင်းခွဲတဲ့ကပ်ပါကိုကောက်ယူလိုက်တယ်ဒီအချိန်မှာပဲရွှေထီနားထဲမှာလေတံတူတူနဲ့အတန်တန်ကြားရတယ်မလောက်ပါနဲ့နော်နောက်မှငါ့ကိုအစိုးမစိုးနဲ့ဘယ်ဟာမိမတန်လဲကွာမင်းကြားသေးလားဒါလို့ဆန်တဲ့ကြော်ကိုလှမ်းမိတာဘာမှမကြားပါဘူးကွာမင်းကဘာတွေကြားနေလို့လဲငါနားထဲမှာမိမတယောက်တန်ကြားလိုက်ရတယ်လို့ပဲစိတ်ထင်တယ်လို့ဖြစ်မှာပါကွာထွေထူးထူးစမ်းစားနေတော့ပဲနဲ့အောက်ခံတက်တောင်းပေါ်မှာတင်ထားတဲ့ရုပ်ထုကိုကပ်ပါနဲ့ခုတ်ချလိုက်တယ်ပထမတစ်ချက်ကနှစ်ဘေးမှာကပ်လဲသွားတာနောက်တစ်ချက်ကလည်းထပ်လဲသွားပြန်တဲ့အတွက်ကလန့်ပြက်အနေထားတင်ပြီးတော့ပိုင်းချလိုက်ရာကပ်ပါကင်ထားတဲ့လက်ကိုတစုံတစ်ယောက်ကရိုက်ဖယ်လိုက်တဲ့ကဲ့သို့ဖြစ်သွားကကပ်ပါသွားကအယုတ်ကိုမခုံမိပဲနဲ့ခြေထောက်ကိုခုတ်ချလိုက်တယ်ဒီခါမှဆန္ဒကြော်လေးနေရာမှထားသွားပြီးကြည့်လိုက်တော့ကပ်ပါသွားကခြေထောက်ကိုထပ်ချမ်းခွဲသလိုဖြစ်နေပြီးမြေကိုစိုက်နေတာကိုတွေ့ရတယ်ဒါကြောင့်ကပ်ပါကိုဆွဲနှုတ်ပြီးတော့ဖယ်ပြလိုက်တယ်ခြေထောက်ကဒဏ်ရာကတော့ထပ်ချမ်းကွဲနေကြပြီမင်းတရားများတယ်စေးစရာစီသွားမှဖြစ်မယ်ရွှေထီအေးသွားတာပေါ့ဒါပေမဲ့ဒီလောက်ကြုံမွေးတဲ့အယုတ်ကိုတော့အရင်ရှင်းပြအောင်မေဘယ်လိုရှင်းပါလဲမိဘုံနဲ့ထဲလိုက်အေးရောမလားပြောဆူနဲ့အယုတ်ကိုပါတပါးရဲယူထော်နေနဲ့အိမ်မော်ကိုတက်သွားတယ်အိမ်ရှိမှာထမင်းဟင်းချက်နေတဲ့မိဘုံနာကိုရောက်တော့မိဘုံနဲ့ကိုပြစ်ထည့်လိုက်တာမိဘုံနဲ့ကိုအယုတ်ပြစ်ထည့်လိုက်တဲ့အခါမှာတော့ရေနံစီနဲ့လောင်းချလိုက်တဲ့ကဲ့သို့မိတော်ကြီးတွေထားလာလေတော့တယ်ဒီကနေတဆင့်ဓနိတွေမိုးထားတဲ့နေရာရောက်တော့မိတော်တွေကပိုကြီးလာပြီးရွှေထီကအနားမှာရှိတဲ့ရှိဦးထဲမှာရှိနေမိကုံငိမ့်တန်ရန်စူးစားတယ်အချိန်နဲ့ငယ်အတွင်းမှာပဲမိတော်တွေကတအိမ်လုံးကိုဆွဲလောင်လာတဲ့အတွက်အိမ်ပေါ်မှာရှိနေတဲ့သူတွေမှာအော်ဟစ်ပြီးတော့ဆင်းပြရတယ်မိတော်ကြီးကတအိမ်လုံးပြကြတဲ့ထိလောင်မြိုက်ပြီးတော့မှငိမ့်သက်သွားလေတော့တယ်ရွှေထီခမအခုချိန်ထိခြေထောက်မှကပ်ပါထမ်းမိတဲ့ဒဏ်ရာကိုစိတ်စရာနဲ့ပြရသေးပြီခမဒီတိုင်းနေလို့မရဘူးအညော်ဝင်ပြီးတော့အနာရလာရင်ဓာတ်ထက်ခံရလိမ့်မယ်စိတ်စရာတရားရောက်နဲ့ပြပြီးတော့ကုမလားခုချိန်မိမဲ့ငါမှပတ်စံတပြားမှမရှိလေတော့ဒီအတွက်ဘာမှပူပါနဲ့ဗျာကျွန်တော်နဲ့သိတဲ့စိတ်စရာကြီးတယောက်ရှိတယ်အကျိုးကြောင့်ပြောပြပြီးတော့ခေါ်လာခဲ့မယ်အေးကွာဒီနောက်နေမောင်ကသူနဲ့သိတဲ့စိတ်စရာကြီးဥပန်ကောင်းရှိကိုသွားရအကျိုးကြောင့်ပြောပြပြီးတော့ခေါ်လာလေတော့တယ်
နေမောင်ရဲ့မင်းခေါ်လာပြီလို့ဆရာကြီးနဲ့တွေ့ရတာမင်းကိုလည်းကျေးဇူးတင်ပါတယ်ဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်ဗျဟုတ်ဆရာကြီးကိုပြောဆရာရှိတယ်ဘာများလဲဟိုမှာမီးလောင်သွားတာကျွန်တော်အိမ်မှာပဲရှီစုမဲစုပစ္စည်းတွေလည်းမီးတဲ့အားလုံးပါသွားလို့ကုန်ပါပြီဒါကြောင့်စေဘဝါကတော့နောက်မှလာပေးပြရစီရပါတယ်ကွာဒါတွေတွင်းနေစမ်းပါနဲ့ငါအမင်းကိုစေတနာနဲ့ကူပေးတာထထဘလို့ကြောင့်ဒီလောက်ဆိုးဆိုးဝါဖြစ်ကြတယ်လဲဆိုတာငါ့ကိုပြောပြပါဦးဒလုံမေးတဲ့အတွက်ရွှေတီကမြစ်ထဲမှာရုပ်တုတစ်ခုရလာပုံကစားပြီးတော့တမချာရဲ့သမီးတယောက်တရားပုံနဲ့သူကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကိုအားလုံးပြောပြလိုက်တယ်အခုအဲ့ဒီရုပ်ကရောဘယ်ရောက်သွားပြီလဲမိဘုံနဲ့ထည့်လိုက်တော့မီးလောင်သွားပြီထင်တာပဲဒီရုပ်ကိုယူမလာခင်မှာဘလို့ထိုးချမှုတွေတွေ့ခဲ့တယ်လဲဆိုတာမင်းမမိတလောက်ပြောပြပါဦးအဲ့ဒီရုပ်ထည့်ထားတဲ့ခေါင်းတလားကြီးကိုအရင်တစ်ခါတွေ့ရတော့အခေါင်းထဲကအတန်နေလို့ကြားရတယ်နောက်ပြီးတော့အခေါင်းပုံးပေါ်မှာလေကလားစာတွေရေးထားတာတွေ့ရတယ်နောက်ပြီးအယုတ်ထည့်ထားတဲ့တက်တာအဖုံးပေါ်မှာလေအဲ့ဒီစာမျိုးတွေတွေ့ပါတယ်အယုတ်ထည့်ထားတဲ့တက်တာကရောဘယ်မလဲတန်မချိုက်စီမလားဒါမှမဟုတ်လှုပ်ပလိုက်ပြီလားတော့ကျွန်တော်မသိပါဘူးဆရာကြီးတထက်ဆရာကြီးကိုမေးချင်ပါတယ်မေ့ပေါ်ကွာတခြားတော့မဟုတ်ပါဘူးအဲ့ဒါဘလို့အယုတ်မျိုးဖြစ်မလဲယင်အစီရင်နဲ့ပြုတ်လောက်ထားတဲ့မှောင်ဝင်ရုပ်ထုလို့ခေါ်ရဲကွာဘသူတွေကလှုပ်ထားတာလေဒါတော့ငါလည်းမသိဘူးကလားစာတွေရေးထားတယ်ဆိုတော့ကလဘီဘက်ကမျောပါလာတာလည်းဖြစ်နိုင်တာပေါ့အဲ့ဒီအယုတ်မျိုးကဘလို့သုံးလို့ရတယ်လဲယင်အစီရင်နဲ့လှုပ်ထားတဲ့ရုပ်ထုပဲဖြစ်ဖြစ်တခြားဘလို့ပစ္စည်းမျိုးပဲဖြစ်ဖြစ်နီလန်းမှန်မှန်ကောင်းတဲ့စိတ်နဲ့တုံးတတ်ရင်အကျိုးရှိတယ်စိတ်ထားလည်းမကောင်းတုံးတာလည်းမမှန်မှုဆိုရင်တော့တုံးတဲ့သူကိုပြန်ပြီးတော့အန်ရပေးတတ်ကြတယ်နောက်ဒါမျိုးတွေတွေ့ရင်တတိထားပေါ့ကွာစိတ်လိုက်မှန်ပါဘယ်တော့မှမလုပ်လိမ့်နဲ့ဟုတ်ကဲ့ခမရတို့မိသားစုအတွက်ကျွန်တော်တို့တက်နေလားဝိုင်းပြီးတော့ကူညီပေးပါမယ်ဘာမှအားမငယ်ပါနဲ့ဗျာခမရခြေထောက်ကထိုင်ရတာပျောက်ကင်းဟာဂရုစိုက်ပါအေးကွာနေမောင်ကျေးဇူးတင်ပါတယ်ဒီနောက်ရွှေထီတို့အိမ်မှာပြန်ထွက်ခဲ့ကြလေတော့တယ်နေမောင်ကအဲ့ဒီအကြောင်းအရာတွေကိုစိတ်ဝင်စားတတ်သူပြီးသိချင်တာတွေရှိတဲ့အတွက်ဆရာကြီးဥပန်ကောင်နေအိမ်ကိုတပါးရဲလိုက်သွားပြီးတော့အဲ့ဒီအကြောင်းအရာတွေကိုမေးမြန်းလေတော့တယ်ဆရာကြီးမှောင်ဝင်ရုပ်မှောင်ဝင်ပစ္စည်းဆိုတာဘယ်လိုမျိုးတွေလဲယင်မင်းကဒီကိစ္စမျိုးတွေစိတ်ဝင်စားလို့လားဟုတ်ကဲ့စိတ်ဝင်စားတယ်ဆရာကြီးမှောင်ဝင်ရုပ်ထုတ်ဆိုတာပဲဖြစ်ဖြစ်မှောင်ဝင်ပစ္စည်းပဲဖြစ်ဖြစ်တဘာဝတိုင်းမဟုတ်ပဲနဲ့တိတ်တိတ်တက်တဲ့ဂိမ်းဝင်နေတဲ့အရာပစ္စည်းမျိုးကိုခေါ်တာကွာမင်းသားလျောင်ပြောရမယ်ဆိုရင်အသက်မရှိတာတွေကိုအသက်သွင်းပေးထားတာတွေမျိုးပေါ့ကျွန်တော်ကြားဖို့တာကတော့အသက်မရှိတော့တဲ့အလောင်းကိုအသက်သွင်းပေးလိုက်မယ်ဆိုရင်အသက်ဝင်လာတယ်လို့မျိုးလားဆရာကြီးသဘောချင်းတူဝင်မဲ့အတိတ်ပဲချင်းကတော့မတူဘူးဖောက်သွင်းနေဆိုတာမကောင်းဆိုးဝါးပဲဖြစ်ဖြစ်ဝိညာဉ်တစ်ခုပဲဖြစ်ဖြစ်ခေါ်သွင်းတာကိုပြောတယ်မော်သွင်းနေဆိုတာတိတ်ထိတ်တစ်မျိုးမျိုးထည့်သွင်းပေးတာကိုပြောတာဒီလိုဆိုကနေမောင်ကိုအဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆရာကြီးဥပန်ကောင်ကရှင်းလင်းပြောပြလေတော့တယ်ဆရာကြီးဥပန်ကောင်ပြောပြတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးတော့နေမောင်ကအသက်ပြန်ချလိုက်တာဆရာကြီးပြောပြပုံအရဆိုရင်တော့ဒီရုပ်ထုဟာမှောင်ဝင်ရုပ်ထုဖြစ်ဖို့များပါတယ်ဒါပေမဲ့ကောင်းတဲ့ရုပ်မျိုးတော့ဟုတ်မှမထင်ဘူးနော်ဒီလိုလဲပြောဖို့ကြခက်တယ်ကွရုပ်ထုပဲဖြစ်ဖြစ်ဘယ်ရာပဲဖြစ်ဖြစ်အစီရင်နဲ့ပြုတ်လောက်ထားတာဖြစ်နေတော့မှောင်ဝင်တိတ်တိအစွမ်းရှိတယ်သူတို့ကနီးလန်းမှန်မှန်မကန်အသုံးပြုမယ်ဆိုရင်အန်ဒီရီနဲ့တွေ့ရပေမဲ့နီးမှန်လန်းမှန်အသုံးပြုမယ်ဆိုရင်တော့အကျိုးကျေးဇူးတွေရနိုင်ပါတယ်ဒီလိုပြောပြရနေမောင်လေသိချင်တာတွေသိခဲ့ရပြီဖြစ်တဲ့အတွက်ဆရာကြီးဥပန်ကောင်ကိုနှုတ်ဆက်ပြီးပြန်ထွက်ခဲ့လေတော့တယ်။တနေ့တနေ့မနက်ပိုင်းချိန်မှာလှေတစ်စင်းနဲ့နေမောင်ရောက်လာတယ်။နေမောင်နေတဲ့ရွာနဲ့ရွာကျဲမတူတော့လေမဝေးလာတဲ့အတွက်တိကျွမ်းမှုတော့ဖြစ်ကြတာ။နေမောင်နင်တယောက်ထဲလားစောထိနဲ့ငမဲအောင်လို့ရောဘယ်ကိုကြံနေခဲ့တလဲ။သူတို့လှုပ်ရှိလို့နေခဲ့တာငါကိစ္စရှိလို့နားခဲ့တာပါ။ဘာများလဲငါနဲ့ကိုပြောစရာတခုရှိလို့ပါ။ဒီလိုပါဟာငါစကားပြောတာလောကြည့်သွားလို့ပါငါပြောချင်တာတခြားမဟုတ်ပါဘူးစံနဲ့တခြားပစ္စည်းလေးတွေတော်တော်များလိုချင်တယ်အဲ့ဒါပါလာတဲ့ပတ်စံနဲနေလို့အဲ့ဒါဂျာများနေမောင်ရေနင်လိုတာရှိရင်ယူပေါ့ပေးနိုင်တယ်လို့ပေးကျွန်တော်လည်းငါစီးမှတ်ထားလိုက်မှာပေါ့မယုံရမယ့်သူတွေမှမဟုတ်တာနေမောင်ကသူရင်းယူလာတဲ့ပစ္စည်းစရင်စာရွက်ကိုညာနှင်းဖြူကိုပေးလိုက်တဲ့အတွက်ယူကြည့်ပြီးတော့ပစ္စည်းတွေကများလားကြည်လားနင်တို့အိမ်မှာအလူလုံးမလို့လားဒါမှမဟုတ်နင်မိမယူတော့မလို့လားမဟုတ်ပါဘူးအိမ်မီးလောင်လို့ဘာမှမကြံတော့တဲ့ကိုရွှေထီတို့မိသားစုအကူကြီးတွားပေးမလို့ပါမသိပါဘူးဟာစားစိတ်တွေပြင်အဝတ်ထည်တွေရောဓာတ်ဟုတ်ဓာတ်ကွက်တွေပါဝင်မဆိုတော့တဝိတ်တိန်တော်များထူထောင်တော်မလားထင်လို့ပါဒီနောက်မှာများနေဖြူကသူ့ပေးတဲ့ဈေးစင်းစာရွက်ကိုကြည့်အကူမင်းကလေးကိုပစ္စည်းတွေထုတ်ဖို့ချိန်တွေခိုင်းနေသူမကစရင်မှတ်ကြီးဒီလိုစရင်မှတ်နေရင်နဲ့မေးလေတယ်ဟဲ့ကိုရွှေထီတို့ကကိုကျော်စံခိုက်စီမှာအလုံးလုံးနေရမဟုတ်ဘူးလားသူတို့ကအကူညီပေးဘူးလားအဲ့ဒါတော့ငါမသိဘူးငါကတော့လုံးလုံးစေဘာမှမရှိတော့လို့
တက်နိုင်သလားအကူအညီပေးတာပဲစော်ထင်းနဲ့ငမရောက်တို့ကိုတဲပြန်ဆောက်ပေးဖို့လိုတဲ့ပစ္စည်းတွေစုခိုင်းထားခဲ့တယ်တဲ့နေရတော့လေသူတို့ဘာဒုက္ခရောက်နေရင်ဘသူဖြစ်ဖြစ်အကူအညီပေးရမှကျေနပ်တဲ့သူပဲနော်ဒီနောက်ပစ္စည်းအလုံးကြားတဲ့ငွေကိုပေါင်းပြီးတော့ညီမောင်ကသူ့မှာပါလာတဲ့ငွေကိုပေးရင်ပေးငွေကနေတဲ့အတွက်မလောက်ပြီးဒါကြောင့်ကျွေးချံစီရင်မှတ်ထားပေးရတယ်ဒီငွေကိုအစင်ပြေရနဲ့ချက်ချင်းလာပေးပါမယ်ရပါတယ်ဟာနေရတော့တခြားသူတွေလှုပ်ပေးနေမှာတော့ငါမယုံစရာမရှိပါဘူးဒီလိုပြောပြီးရနောက်ပစ္စည်းတွေကိုလှေထဲကိုတဲချပြီးတော့ပြန်ထွက်သွားလိုက်တယ်ဒီချိန်လေးကိုတနေရာကနေမတိမတာကြည့်နေတဲ့ဦးကျော်ဖြူနဲ့ဒေါ်မေသူတို့ကမြင်တဲ့အတွက်ကြပြကြရနေရာမှထလာပြီးတော့မိတယ်နေမောင်ပစ္စည်းတွေဝယ်သွားတာများလားကြီးလားတအိမ်အောင်စားလောက်ရှိတယ်မိမယူတော့မလို့နဲ့တူတယ်နော်မဟုတ်ပါဘူးအဖေရဲ့မိလောက်ခံထားတဲ့ကိုရွှေထီးတို့မိသားစုအကူကြီးပေးဖို့အတွက်သူ့ပဆိုင်နဲ့သူစိုက်ဝယ်ပေးသွားတာပဲလေနေမောင်ကစိတ်ရဲပေမဲ့တစ်ဖက်သားပေါ်မှာတော့အတော်လေးကိုစေတနာကောင်းတယ်တချို့ပစ္စည်းဥစ္စာတော့ချမ်းသာပါရဲ့စေတနာတော့အတော်လေးကိုနေကြတယ်နေမောင်ကတော့အဲ့လိုကဲတို့ပစ္စည်းတွေဝယ်ပေးလိုက်ရအောင်မကပဲနေစရာတဲတလုံးမှာစော်ထီငမရပါဝင်ရွာသူရွာသားတွေနဲ့ဝိုင်းကူဆောက်ပေးလိုက်ရတဲ့အတွက်များစွာကျင်းနေလေတော့တယ်ဒီနောက်မှာနေမောင်ကတထက်ခမရတို့အဲ့ဒီရုပ်ကိုဘယ်ကနေဘလို့ရလာတာလဲပြောပါဦးရွှေတီးကမြေထဲမှာအဲ့ဒီရုပ်ထုကိုဘယ်ပုံဘယ်နည်းရလာတာဆိုတာတွေကိုပြောပြလေတော့တယ်တန်မချိုက်တမီတည်သွားတာနဲ့ငါလဲဒေါသဖြစ်ဖြစ်နဲ့ထထူးထူးမစင်းစားတော့ပဲနဲ့အဲ့ဒီရုပ်ကိုယူသွားအိမ်ဘွားမိဖို့တွေကိုပြစ်ထည့်လိုက်တာမိလောက်ကြီးတွေထလာတာတအိမ်လုံးမိလောက်ခံရတော့တာပဲလေဒါဖြင့်အယုတ်ကမိလောက်နဲ့ထဲပါသွားရောလားငါလည်းမသိတော့ပါဘူးကွာတအိမ်လုံးမိလောက်လို့မနဲ့ဆင်းပြေခဲ့ရတယ်နေမောင်လဲနောက်ထပ်ထထူးမမေးတော့ပဲနဲ့ပြန်သွားလေတော့တယ်တမ်မချိုင်မှာသမီးတေဆောင်တဲ့အတွက်စိတ်တော့ကရောက်နေစင်မှာတရက်တော့သူ့စီကိုကြော်ဆန်ခိုင်ရောက်လာတယ်သူထင်သားသလိုမဟုတ်ဘဲနဲ့ကြော်စံခိုင်ကငွေကြေးလာပေးခြင်းမဟုတ်ပဲတိကျနာလာမေးခြင်းသာဖြစ်ပေတယ်။တမ်မချိုင်မင်းတို့မြေထကအယုတ်တယုံရလာခဲ့တယ်ဆိုတာဟုတ်သလား။ဟုတ်ပါတယ်။အခုဘယ်မှာလဲ။စန္ဒကြော်နဲ့ရွှေထီတို့ယူသွားကြတယ်။တထက်အဲ့ဒီယုတ်ကသူ့ကိုကင်ပြီးတော့စူတောင်းရတယ်ဆိုဟုတ်လား။ကျုံလဲတေးသေးချာချာတော့မသိပါဘူးဗျ။ကြော်စံခိုင်ကတော့အဲ့ဒီအယုံမျိုးရလာတီကိုပင်သူ့ကိုလာပြီးတော့အတိမပေးကောင်းဆိုတော့အပြစ်တင်စကားတွေကိုပြောဆိုရွှေထီးတို့တဲဘက်ကိုဆက်သွားတယ်ရွှေထီးတို့ထိုင်ရောက်အကျိုးကြောင့်မေးလိုက်ရာသူလိုချင်တဲ့အဖြေတော့မရပြန်မီဒီအတွက်အပြစ်တင်စကားဆိုပြန်နေအပြစ်တင်စကားဆိုပြီးတော့ပြန်သွားလေတော့တယ်ရွှေထီးကတော့ကိုကျိုးရဖို့အတွက်ကလွယ်ပြီးဘာမှမကြေးတတ်တဲ့ကြော်စံခိုင်ကိုလှမ်းကြည့်ရင်းနဲ့စိတ်ပြက်လက်ပြက်ဖြစ်နေတာကြော်စံခိုင်ကတော့သူယုံကြည်အားထားတဲ့ဆရာကြီးတဦးထံကိုသွားအကျိုးကြောင့်ကိုပြောပြလေတော့တယ်အဲ့ဒီဆရာကြီးရဲ့နာမည်မှာတာဂရဖြစ်ပြီးတော့အသက်60ကျော်အရွယ်ခန့်ရှိနေတာ။ကျော်စံခိုင်ပြန်ရောက်လာတော့ကျော်စံခိုင်တွေ့ခဲ့သလား။မရှိတော့ဘူးဆရာကြီးမိရှုပ်ပြလိုက်ပြီလို့ပြောတယ်။ဒီယုံမျိုးကမိရှုပ်လို့မှမရတာမော်ပညာနဲ့စီရင်ထားတဲ့အယုံမျိုးကဘလို့နည်းနဲ့မှဖြတ်စည်းလို့မရနိုင်ဘူး။ဒါပေမဲ့ကျွန်တော်ရောက်သွားတော့သူတို့လက်ထဲမှာရှိပုံပေါ်တော့ဘူး။သူတို့ကကျွန်တော်စီမှာအလုံးလုံးနေကြတဲ့သူတွေပဲ။ကျွန်တော်လိုချင်တဲ့ဆိုရင်တော့ပြီးမှာပါ။ဟောမထားဝင်းကြပါဘူး။ဒါဖြင့်တနေရပြောင်းသွားတာဖြစ်လိမ့်မယ်။မင်းအနေနဲ့ဘယ်နေရာမှာဘသူတွေလောက်တယ်ဆိုတာကိုစုံစမ်းကြည့်။တကယ်လို့မှောင်ဝင်ရုပ်တာမင်းရရင်လောကမှာမင်းလို့ချင်တာရလိမ့်မယ်။ဒီယုံမျိုးကဘလို့အစွမ်းတတ္တိတွေရှိလို့လဲဆရာကြီး။မှောင်ဝင်ရုပ်ထုဆိုတာကိုလိုချင်တဲ့ဆူတောင်းရအောင်လုပ်ပေးတယ်။ဒါကြောင့်မင်းရအောင်ပြန်ပြီးတော့စူးစမ်း။စိတ်ချပါဆရာကြီး။ဘယ်နေရာမှာရှိရတာသိရပါစေ။မဖြစ်ဖြစ်တဲ့အနေနဲ့ကျွန်တော်ရအောင်စူးစမ်းပေးပါမယ်။တကယ်လို့ပြန်ရရင်တော့မင်းရောငါရောလိုချင်တာအားလုံးဖြစ်ပြီပေါ့ကွာ။ကျော်စံခိုင်လည်းအဲ့ဒီစကားကြားတဲ့အခါများစွာစိတ်အားထက်သန်မှုဖြစ်နေမိတော့တယ်။အချိန်ကညဦးပိုင်းချိန်ဖြစ်ပြီးတယ်။ညအချိန်တရေတက်တရေကျပိုက်ချပြီးမိုးလင်းတော့မှနေမောင်တို့တွေရွာကိုပြန်ကြမှာဖြစ်ပြီးတယ်။နေမောင်ကတော့အတွေးကောင်းနေတဲ့အတွက်တော်နဲ့အိမ်မပျော်ပဲရှိနေပြီးညနေပိုင်းရောက်တော့မှအိပ်ပျော်သွားတာအိပ်ပျော်သွားတဲ့ခိုင်မှာနားထဲမှာတိုးညက်တဲ့အတန်တချို့ကိုကြားရတယ်။နေမောင်ကြီးနေမောင်နေမောင်နေရဘာတူလဲငါနာမည်ပုံနမီလို့ခေါ်တယ်။ပုံနမီဟုတ်လား။နေကငါမသိပဲနဲ့နေရဘလို့ကြောင့်ငါနာမည်သိနေရလေ။သိတာပေါ့။ငါသိချင်အောင်သိလို့ရရဲ့လေ။ငါနင်တို့နဲ့နေမလို့လာတာ။နေရငါ့ကိုဘာကြောင့်ထိုးပွားနဲ့ထိုးပြစ်တာလေ။အဲဒီတော့မှနေမောင်မှာများစွာအံ့ဩသွားလေတယ်။ပြီးတော့ခေါင်းတလားကြီးကိုလည်းပြေးမြင်မိတယ်။နင်တတိယပြီလား။နေရခေါင်းတလားကြီးတွေကအမျိုးသမီးလား။ဟုတ်တယ်။နေရနာမည်လဲလာတယ်။လူကလည်းချောမောတယ်။ဒါပေမဲ့ဘာကြောင့်သူများတွေကိုလိုက်ပြီးတော့ဒုက္ခပေးနေရတာလဲငါဒုက္ခပေးလို့ဖြစ်တာမဟုတ်ပါဘူးဟာ
သူတို့ရဲ့လောဘစိတ်ဒေါသစိတ်တွေကြောင့်အခုလိုဖြစ်ရတာပါဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာသူတို့ကိုတည်တည်ချာချာမေးကြည့်ပါလားအခုဒီကိုဘာလာလောက်တာလဲငါ့ကိုခေါ်သွားပေးပါနင်တို့အတွက်အကျိုးရှိအောင်လုပ်ပေးပါမယ်ငါကလောဘကြီးရဲ့သူမဟုတ်ဘူးရာသပြားနဲ့ပဲကျင်းနေနိုင်နေနင်တဘောကငါသိပါတယ်ဒါကြောင့်နင်တို့နဲ့နေဖို့ရောက်လာတာပဲလေခေါ်သွားတာအရေးမကြီးဘူးနော်နင့်ကိုခေါ်သွားပေးပြီးရင်သူများတွေကိုတော့ဒုက္ခမပေးရအောင်လို့ကြိပေးရမယ်ပေးပါရအဲ့ဒါတွေကငါလုံးလို့ဖြစ်တာမဟုတ်ဘူးမကောင်းတဲ့စိတ်နဲ့လုပ်ရင်မကောင်းတာတွေဖြစ်ကြတာသူတို့ကံကြမ္မာကြောင့်ပဲလေကောင်းပြီလေငါနင့်ကိုခေါ်သွားကြပါတယ်အခုနေရာဘယ်ကိုရောက်နေရလဲပွိုင်းမှာရှိတဲ့ကြောက်ဆောင်နေကြထဲမှာကောင်းပြီလေမနှက်ပြန်တဲ့အချိန်ကျရင်ငါအဲ့ဒီနေရာဝင်ကြည့်ပါမယ်ကျေးဇူးတင်ပါတယ်နင့်ကငါများများရအောင်ကူညီပေးပါမယ်နေပါစေတော့ကြတမချိုင်တို့လိုဖြစ်နေခက်နေလိမ့်မယ်နင်ကလောဘနဲ့ဖြစ်နိုင်တာပြောရမှာမဟုတ်တာဘာမှဖြစ်စီရပါဘူးဒီလိုပြောပြီးတော့တဖြည်းဖြည်းနဲ့ပျောက်သွားတယ်ဒီချိန်မှာစောထီကသူတို့နှစ်ယောက်ကိုနိုးတဲ့အတွက်နိုးလာပြီမိမောင်နဲ့ငမအောင်တို့မြန်ထားကြပါဦးဘာဖြစ်တာလဲငါတို့ဘိုက်ထဲမှာငါကြီးကြီးတကဝင်တိုးနေပုံရတယ်ဟိဖော်လုံးတွေမြုပ်ချီပေါ်ကြီးဖြစ်နေပြီနှစ်ယောက်သားကြပြကြရထစောထီပြတဲ့နေရာဘက်ကိုကြည့်လိုက်တယ်နေမောင်တို့ဟာလှေကျိုးကိုဖြုတ်အဲ့ဒီနေရာကိုလှော်သွားကြတာအဲ့ဒီနေရာရောက်တဲ့အခါမှာနေမောင်ကပိုက်ကောင်းကျိုးကိုလက်နဲ့ကင်ကြည့်တယ်ပိုက်ထဲမှာမိနေတဲ့ငါးကတိုးနေတဲ့အတွက်ပိုက်တစ်ခုလုံးတိမ့်တိမ့်တုံးနေတာငါကတော့အတော့ကြည့်တယ်ကွာဘယ်လိုလုပ်မလဲဆွဲတင်လို့ဖြစ်ပါမလားမရရင်တော့တောင်မြမော်ရအောင်ယူသွားပြီးတော့ရေကြချိန်စောင့်ရမှာပဲလေဒလုံးနဲ့နောက်ဆုံးမှာတော့ပိုက်သားတွေနဲ့ညှိပြီးတော့တောင်ပြက်ပေါ်မှာတင်ကြံခဲ့တဲ့ကသမင်းငါးကြီးကိုတွေ့ရလေတော့တယ်ပိတ်တဲ့ချိန်90ကျော်လောက်ရှိတဲ့အတွက်သူတို့လင်းနဲ့တင်လို့မနိုင်ပြီအဲ့ဒီငါးကြီးကိုရတဲ့အတွက်3ယောက်သာဝမ်းသာသွားကြတယ်ကသမင်းငါးကအသားထက်စီပေါင်းကစီကောင်းရပြီရာသူတို့အတွက်တော့ငွေကြေးတော်တော်များရပြီတော့မယ်အလင်းရောင်တွေကမြည်ရည်ပြန်ပေါ်ကိုတဖြည်းဖြည်းကျဆင်းလာရာမင်းညိုရောင်စေးရည်တွေနဲ့လောင်ချထားသလိုရှိနေပြီ3ယောက်သာတက်ကြစွာနဲ့လှေလွန်လာကြရာပွိုင်းထိတ်ကိုရောက်တော့နေမောင်ကလှေကိုရလိုက်တယ်မင်းပါလုံးမလို့လေငါအပေါ်ခဏတက်လိုက်အောင်မေကျန်2ယောက်ကတော့နေမောင်အပေါ်ပါသွားတယ်လို့သာထင်ကြတာဒီလိုနဲ့နေမောင်ကကြောက်ဆောင်ကြောက်တုံးနေကြထဲမှာလိုက်ပြီးတော့ရှာလိုက်ပြီနေမောင်ကကြောက်တုံးနေမှာလိုက်လံရှာဖွေနေစဉ်တနေရာမှာအတန်တန်ကြားလိုက်တယ်ငါဒီဘက်မှာဒါကြောင့်အတန်ကြားရနေရဘက်ကိုရှောင်သွားရာတနေရာရောက်တော့ကြောက်တုံးနှစ်တုံးကြားမှာရောက်နေတဲ့တက်တာငယ်တစ်လုံးကိုတွေ့ရတဲ့အတွက်ကောက်ယူပြီးတော့အဖုံဖွင့်ကြည့်လိုက်တယ်အတွင်းမှာတော့ရုပ်ထုတစ်ခုရှိနေတာဒါကြောင့်ထွေထွေထူးထူးစမ်းစားမိတော့ပဲအဲ့ဒီတက်တာလေးကိုပိုက်ပြန်ဆန်းလာလေတယ်နေမောင်အဲ့ဒါပါလေတက်တာပါတက်တာမှန်တော့သိတာပေါ့ကွာအထဲမှာဘာပါလဲလို့မေးတာနေမောင်ကဘာမှပြန်မပြောဘဲလှေထဲရအောင်ပြန်ဆန်းလာပြီးတော့မှတက်တာကိုဖွင့်ပြလိုက်တာဟင်ဒါနေမောင်ဒါတမချိုင်တို့ရလာခဲ့တဲ့အယုံမဟုတ်လားဟုတ်မယ်ထင်တာပဲမင်းကဘာလို့မလုပ်လဲအိမ်ယူသွားမယ်လေဖြစ်ပါမလားကွာတော်ကြသူတို့လိုဖြစ်နေတော့ဘယ်လိုလုပ်မလဲမဖြစ်ပါဘူးကွာဒီနောက်လေးကိုအဲ့ဒီနေရာမှာထွက်ခဲ့တယ်တထက်အဲ့ဒီတက်တာကြောက်ဆောင်နေကြထဲမှာရှိနေတာကိုမင်းကဘယ်လိုသိနေရလဲသူပြောလို့သိတာသူဆိုတာဘသူ့ကိုပြောတာလဲအယုတ်ကိုပြောတာလားဟုတ်တယ်မင်းကဘယ်လိုလာပြောတာလဲငါသူ့ကိုအိမ်မက်ထဲမှာတွေ့ရတယ်အိမ်မက်ထဲမှာသူပြောသွားလို့သိရတာပေါ့ငါထင်ပြောရမယ်ဆိုရင်အခုမိလာတဲ့ငါကြီးကိုလေသူ့အကူညီပေးလို့ရခဲ့တာထင်တာပဲဒီစကားကြောင့်စောထင်းနဲ့ငမယောင်တို့မှများစွာထိတ်လန့်သွားလေတယ်သူတို့ရဲ့မျက်လုံးထဲမှာလေတမ်မချိုင်ရွှေထီတို့အဖြစ်ပြက်တွေကိုမျက်လုံးထဲမှာမြင်အောင်လာပြီရုပ်ထုတ်ထည့်ထားတဲ့တက်တာလေးကိုအိမ်ကိုတည်ယူလာတဲ့အတွက်ဥပရှင်နဲ့ဒေါ်ကျန်မီတို့ကတော့စိတ်ပူနေကြတာဘာမှစိတ်မပူပါနဲ့အမေရဲ့ဒီရုပ်ထုတ်တွေကသူ့ကိုအကြောင်းမဲ့ဒုက္ခပေးနေတဲ့အယုတ်ထုတ်မဟုတ်ပါဘူးဆရာကြီးဥပကောင်မှာထားလို့ကျွန်တော်ယူလာပေးတာဤကွယ်ဆရာကြီးမှာထားတော့လေကိုကြီးပေးတဲ့နာပေါ့ဒါပေမဲ့အိမ်မှာတော့ကြာကြာမထားပါနဲ့တာရဲ့စိတ်ချပါမေကျွန်တော်အလုပ်အားတဲ့ချိန်မှာဆရာကြီးအိမ်ကိုတောက်ဖို့ပေးလိုက်ပါမယ်ဒီလိုမိဘတွေစိတ်ချမ်းသာအောင်ပြောလိုက်တယ်သို့တော်လည်းရုပ်ထုတ်ထည့်ထားတဲ့တက်တာလေးကိုတော့သူနေတဲ့ခန်းထဲမှာထည့်ထားတာအလုံးမစင်းရတဲ့ညတွေမှာတော့ပုံနမိတ်ကိုတွေ့ရတယ်အဲ့ဒီချိန်မှာတက်တာဖုံကိုဖွင့်အပြင်ထွက်လာတာမြင်ရတယ်နီမောင်ငါ့ကိုအဝတ်စားဝယ်ပေးအောင်လေဘီတို့မှန်လို့လည်းငါလိုချင်တယ်အေးပါငါဝယ်ပေးပါမယ်တထက်နင်းအောင်မရအောင်မယ်နင်းကဘယ်နေရာလာခဲ့တာလဲငါ့ကိုစာရီတယောက်ကအစီရင်နဲ့လုပ်ပြီးတော့အိန္ဒိယနေမျောချလိုက်တာတက္ကနဲ့ရုပ်ထုကတော့ဘာမှသိတယ်မရှိပါဘူးအဲ့ဒီထဲမှာရောက်နေတဲ့ငါရဲ့ဝိညာဉ်ကြောင့်အသက်ဝင်နေတာဘာကြောင့်နေရဲ့ဝိညာဉ်ကိုဒီရုပ်ထဲထည့်ပေးလိုက်တာလဲယင်ငါရဲ့ရုပ်ခန္ဓာမရှိတော့ဘူးတည်သွားပြီဒါကြောင့်ဝိညာဉ်ခန္ဓာကိုခေါ်ဒီရုပ်ထဲကိုမော်တက်ပညာနဲ့ထည့်ပေးထားတာဘာကြောင့်ထည့်ပေးထားတာလဲဝိညာဉ်ခန္ဓာဆိုတာဘာမှမေ့တွေ့စရာမရှိဘူးလေ
နင်းဘဝကတနာစရာပဲဒါဖြင့်ဒီရုပ်ထုထဲမှာအမြင်နေသွားတော့မှာပေါ့နော်အဲ့လိုလည်းမဟုတ်ပါဘူးဟာကျွန်တော်ခွင့်မရသေးသမျှသာနေရမှာပါကျွန်တော်ချိန်တက်ပြီဆိုရင်တော့တနေရာဒါမှမဟုတ်ဘဝတစ်ခုကိုသွားခွင့်ရမှာပေါ့နေငါဖန်သွားတဲ့အခါမှာငါများများလိုချင်ရင်ငါလိုပေးနိုင်တယ်စင်းရဲနေတာကိုချမ်းသာခြင်းရင်ချမ်းသာတာကိုငါကူညီပေးနိုင်တယ်လေငါရိုးရိုးသားသားရတဲ့ပစ္စည်းကိုပဲလိုချင်တာအဲ့လိုပဲရချင်တာလောဘစိတ်နဲ့မတရားအနေနဲ့ရရမျိုးဆိုရင်ဘာမှမလိုချင်ဘူးနေသဘောကိုငါသိပါတယ်တထက်မရအောင်ပဲနေအောင်အယုံဆုံးရတဲ့တမချိုင်းတို့မိသားစုဘာကြောင့်ဒုက္ခပေးခဲ့တာလဲသူတို့ကစိတ်ထားမဖြူစင်ဘူးလောဘကြီးတယ်မတရားလိုချင်တယ်အဲ့လိုလူတွေကသူတို့လိုချင်တာတွေတောင်းလာရင်သူတို့စီကတင့်တော်တာတစ်ခုခုတော့ပြန်ယူရတယ်ဒါလိုမယူဆိုရင်သူတို့လောဘကြောင့်မထိုက်တန်တာတွေပါတောင်းလာမှာပေါ့အဲ့တော့မှနေမောင်လေးသဘောပေါက်သွားလေတော့တယ်အခုလို့ပြောပြမှာပဲသဘောပေါက်တော့တယ်တထက်နေရပါကြောင့်ဒီမှာလာနေချင်တာလေရေထဲမှာမျောနေရထက်ဆိုင်ရင်လူတွေနဲ့နေရတာပိုကောင်းတာပေါ့နောက်ပြီးတော့ကိုကူညီပေးနေတာရှိရောလေပေးရတာပေါ့ဒါပေမဲ့သဘောထားမဖြူစင်တဲ့သူတွေနဲ့တော့မနေချင်ပါဘူးသူတို့ကမကောင်းတာတွေလုပ်တော့ငါလည်းမကောင်းတာတွေလုပ်ရတယ်နေနေနဲ့ဒီမှာနေရတာတော့သဘောကျနေလောက်နေနိုင်ပါတယ်ငါအဖေမေတို့ကလည်းပြောပြပါမယ်ဒါပေမဲ့ဒီမှာနေတဲ့ချိန်မှာတော့မကောင်းတာတွေဘာမှမလုပ်ပါနဲ့မလုပ်ပါဘူးငါဒီမှာရှိနေတာဘယ်သူမှမသိပါစေနဲ့နော်ဘယ်သူမှမပြောပါဘူးနေကူညီပေးလို့ကတမင်းငါကြီးရခဲ့တာကျေးဇူးတင်နေငွေများများရတော့ငါတို့မိသားစုလည်းအဆင်ပြေသွားတယ်အကျွေးတင်နေရလည်းဆက်နိုင်သွားပြီငါဈေးဆိုင်သွားတဲ့အခါမှာနေမာတဲ့ပစ္စည်းတွေဝယ်ခဲ့ပါမယ်ဒီလိုပြောလိုက်တဲ့အခါမှာတော့ဖြက်ခနဲပြန်ပြောက်ွယ်သွားလေတော့တယ်နောက်တစ်နေ့မနက်ပိုင်းနေမြင်တော့မှနေမောင်ပြန်လို့လာတယ်နိုးရာနဲ့ရေမိုးချိုးဝယ်စားလေးညာနေဖြူလို့ဈေးဆိုင်ကိုသွားဝယ်စရာပစ္စည်းတိတ်မများတဲ့အတွက်လှေမယူပဲရွာလန်းတိုင်းလျှောက်သွားတယ်ဆိုင်ရောက်တော့ညာနေဖြူပြင်စောလာဖြူပါရှိနေတာနေမောင်ပါလားမနေ့ကနေတို့ရခဲ့တဲ့ကတမင်းကကြီးကအတော့ကြီးတယ်စီပေါင်းဘိုးတွေငွေတော့ရမှာပဲတိတ်တော့မရပါဘူးငါးစီကဒိုင်လောက်တဲ့သူတွေကပါဇက်ထဲမှာပဲရှိတာဆိုတော့သူတို့ဖြတ်ပြီးတဲ့ဈေးပဲရတာပေါ့ဒါတော့ထုံးစံပါပဲငွေရှိတဲ့သူကငွေမရှိတဲ့သူတွေကိုနှိပ်စက်လာတာကြာပဲကြာမှာပေါ့တထက်မင်းတို့တွေ့တော့မရအောင်ပဲဘာမေးပါတော့တန်မချိုင်တို့ငါးဖမ်းသွားရင်းနဲ့ရေထဲမျောလာတဲ့ခေါင်းတလာကြီးတွေကရုပ်ထုလေးတစ်ခုရခဲ့တယ်လို့ပြောတန်ကြလိုက်တယ်အဲဒီရုပ်ထုလေးကတော်တော်ကိုကြောက်စရာကောင်းတယ်လို့ပြောတယ်ပထမရက်ကငါးရီအများကြီးရအောင်လုပ်ပေးပြီးတော့မှညဘက်ရောက်တော့သူ့သမီးကိုတတ်သားတယ်လို့ပြောတန်ကြလိုက်တယ်အဲ့ဒါဘလို့ယုံမျိုးလဲမင်းသိသလားမသိပါဘူးကွာမြင်လည်းမမြင်လိုက်ရပါဘူးကုန်းတန်းကရွှေထီတို့လေအဲ့ဒီရုပ်ဒုက္ခပေးသွားတာလို့ပြောတန်ကြတယ်မင်းတော့ငါတို့ဆိုင်ရာပစ္စည်းတွေဝယ်ပေးလိုက်သေးတယ်မလားဟုတ်တယ်အဲ့ဒါဆိုရင်မင်းသိသလောက်ငါ့ကိုပြန်ပြောပြစမ်းပါငါအဲ့ဒါမျိုးတွေစိတ်ဝင်စားတယ်ဒါလို့ကြောင့်ရုပ်ထုနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုပြန်ပြောပြလိုက်တယ်စိတ်ဝင်စားစရာပဲဒီယုံမျိုးတိုင်ရရင်တော့ချမ်းသာမှာပဲဒါပေမဲ့မတုံးတဲ့နေရာမှာတုံးရင်တမချိုင်တို့လိုပဲဒုက္ခရောက်တတ်တယ်ကွာအေးဒါလည်းဟုတ်တာပဲနော်မတော်လောဘစိတ်တွေမထားပဲနဲ့ကိုယ့်ဘာသာကိုအေးအေးနေတာပဲကောင်းပါတယ်ပတ်စံတော့ရပါရဲ့စိတ်မချမ်းသာဖြစ်နေရရင်လည်းမကောင်းဘူးကဲဆိုင်တွက်လိုအပ်တဲ့ပစ္စည်းလေးတွေတွားဝင်လာအောင်မယ်ညီမကြီးဒီလိုပြောပြောဆိုဆိုနဲ့စောလာဖြူကထွက်သွားတယ်ဒီခါမှလာရင်ကိစ္စကိုပြောရတာညာနေဖြူငါဟိုတလုံးကပတ်စံအကျွေးကျန်းနေတာပြန်ဆက်ဆင်လို့စရင်ဆက်ပြီးပါအောင်နေအခုတလောငွေများများရတယ်လို့တင်ကြတယ်ဒီလိုရလို့အကျွေးလာစားနိုင်တာပေါ့အခုလုံအကျွေးပေးတာကျေးဇူးတင်ပါတယ်ညာနေဖြူနေရလေတကူတကကျေးဇူးတင်စရာမလိုပါဘူးပေးရမယ့်သူမလို့ငါပေးတာပေါ့ငါနဲ့အကူကြီးတောင်းအောင်မယ်ဘာလဲအကျွေးထက်ယူအောင်မလို့လားမဟုတ်ပါဘူးဒီစင်းထဲမှာပါတဲ့ပစ္စည်းလေးတွေငါ့ကိုရောင်းပေးပါအောင်ဒီပစ္စည်းတွေကဘာလို့မလို့လဲနေမိမခိုးလာတာလားမဟုတ်ပါဘူးဟာဒါဘသူ့ကိုပေးမလို့လဲမပေးပါဘူးငါမှသုံးစရာရှိလို့ပါထရေထူထူထပ်မမီတော့ပဲနဲ့နေမောင်ရေးလာတဲ့ထမိန်မှန်ပေါင်တာမျက်နှာချေကလေးစတာတွေကိုထုတ်ပေးလိုက်လေတော့တယ်ဒီချိန်မှာနောက်ထပ်လူတစ်ယောက်ရောက်လာတဲ့ငိုင်းပဲလုပ်ငန်းလုပ်တဲ့ကျော်စံခိုင်မင်းဖြစ်တယ်ကျော်စံခိုင်ကတော့ညာနေဖြူနဲ့ရင်းရင်းနှီးနှီးစကားပြောနေတဲ့နေမောင်ကိုအကဲခတ်တယ်လို့မင်းနေတာမင်းဟိုတနေ့ကကတမင်းငါးကြီးလာပို့သွားတဲ့နေမောင်မဟုတ်လားဟုတ်ပါတယ်ဒလောင်ကြီးတဲ့ကတမင်းငါးမျိုးရဖို့မလွယ်လာဘူးမင်းတို့အတော့ကိုကန်ကောင်းတာပဲတထက်မင်းနဲ့တွေ့ကြံနေရတဲ့အတော့ပဲမေးစရာတကူရှင်းနေလို့မင်းမိမရုပ်ထုတ်လေတရုပ်ရလာတယ်လို့သတင်းကြတယ်အဲ့ဒါဟုတ်သလားဒီစကားကြတော့မနေမွေးမှရှိနေတဲ့ညာနေဖြူကပါအံ့အားတန်သွားလေတော့တယ်ညီမောင်ဝယ်ထားတဲ့ပစ္စည်းတွေကတစ်ချက်ကြည့်လိုက်တယ်ညီမောင်ကတော့အေးအေးဆေးဆေးအမူအရာနဲ့ညင်လိုက်တယ်မဟုတ်ပါဘူးငါမေးတာတခြားကြောင့်မဟုတ်ပါဘူးကွာတကယ်လို့မင်းရထားရဆိုရင်လေဈေးကောင်းပေးပြီးတော့ဝယ်ချင်လို့ပါကျွန်တော်စီမှာတကယ်မရှိပါဘူး
ငါသတင်းကြားထားတာကတော့တမချိုင်တို့စီကပျောက်သွားတဲ့ရုပ်ထုကိုမင်းပြန်ရလာတယ်လို့ကြားတယ်ခမရကဘာသူပြောတာလဲငါဖမ်းတဲ့လူတော်တော်များကငါစီမှာပဲငါပစုံတွဲနေကြတာပဲတယောက်စီကစကားတယောက်ကကြားပြီးတော့ဒီလိုပဲသိနိုင်တာပေါ့ဒါပေမဲ့ကျွန်တော်စီမှာတော့မရှိပါဘူးမင်းကငါတခုတော့သတိပေးလိုက်မယ်လူကြောက်ပဲဖြစ်ဖြစ်ထူးဆန်းတဲ့အယုတ်ပဲဖြစ်ဖြစ်ရှိရင်အစိုးရအောင်အပ်ရတယ်မအပ်ရင်အဖမ်းဆီးချုံအောင်ခံရတယ်နော်ဒီလိုပြောတော့လေမိမောင်ကတော့ဘာမှပြန်မပြောတော့ဘူးညာနေဖြိုချထားပြီးတဲ့တနခါတော့ကြောက်ပြန်ချက်တွေအပါဝင်မိမတောင်းဆောင်ပစ္စည်းတွေကိုအထောက်တကူတွေကိုထည့်နေတာဒီပစ္စည်းထည့်နေရတွေကိုကြော်စံခိုင်ကသတိပြုမိသွားတယ်ပစ္စည်းတွေထည့်ပြီးတော့ကြားသိန်းဝေကိုပေးခဲ့ကမိမောင်ပြန်ထွက်သွားလေတယ်ဒီခါကြော်စံခိုင်ကညာနေဖြူကိုမေးလိုက်တယ်မိမောင်ကမိမရှိသလားမရှိပါဘူးဒါဖြင့်နှမသားချင်းတော့ရှိမှာပေါ့မရှိပါဘူးမိမောင်တို့ကမိသားစု3ယောက်ပဲရှိတာဒါဖြင့်စောစောအမျိုးသမီးအတုံးဆောင်တွေကဘာလို့ဖို့ဝယ်သွားတာလဲကျမလည်းပဲသိပါမလဲသူမတုံးလဲတခြားသူပေးဖို့ဖြစ်ချင်ဖြစ်မှာပေါ့ကိုရွှေထီးရဲ့မိလောင်တော့မှလေလိုတဲ့ပစ္စည်းတွေသူ့ငွေနဲ့စိုက်ဝယ်ပေးပြီးတော့တွားပို့ပေးရလို့တင်ကြားတာပဲကျွန်တော်လာတာတခြားတော့မဟုတ်ပါဘူးညာနေဖြူတော်မောင်သမားကိုကျွန်တော်မွေးနေ့လာဖို့လာဖိတ်တာပါကျမမလာနိုင်လေအကိုစောလာဖြူလာပါလိမ့်မယ်ကျွန်တော်ကညာနေဖြူလာစေချင်လို့တကူတကကိုယ်တိုင်လာဖိတ်တာပါအဲ့ဒီကျရင်ကိုအောင်သားကျော်တို့လည်းလာလိမ့်မယ်သူ့ကိုလည်းတေးသေးချာချာတွားဖိတ်ထားပါတယ်မွေးနေ့ရက်ရောက်ရင်အိမ်မှာကျွေးမွေးအိတ်ခံပြီးတော့မိတ်ဆွေတချို့နဲ့အတူဗုဒ္ဓမော်ဘက်ကိုသွားပျော်ပွဲစားထွက်ဖို့လေစီစဉ်ထားလို့ပါညာနေဖြူအနေနဲ့လာပြအောင်လာစေချင်ပါတယ်ကျမတက်နိုင်တော့လာပြအောင်လာစားပေးပါမယ်ဒီလိုပြောလိုက်တော့မှကြော်စံခိုင်လေကျင်းတဲ့အမူအရာနဲ့ပြန်သွားလိတော့တယ်ညနေပိုင်းချိန်ကိုရောက်တော့နေမောင်တို့3ယောက်လေလေတစဲနဲ့အလောက်ဆင်းသွားကြပြီဒီချိန်ရောက်တော့မှတကြီးနဲ့ပလိတ်3ယောက်တို့နေမောင်တို့အိမ်ကိုရောက်လာပြီမမျော်လင့်မဲရောက်လာတဲ့ပလိတ်တွေကိုမြင်တဲ့အတွက်2ယောက်စလုံးအံ့ဩသွားတာဘာကိစ္စရှိလို့လဲရင်ခမရတို့အိမ်မှာဥပဒေနဲ့မကင်းတဲ့ပစ္စည်းတစ်ခုရှိရလို့သတင်းကြားထားလို့လာရှာတာဒီလိုပြောကတအိမ်လုံးကိုလိုက်လံရှာဖွေရာတက်တာတစ်လုံးကိုတွေ့လိုက်တယ်အဲ့ဒီတက်တာကိုယူလာပြီးတော့တခင်ကြီးတွေအမိန့်ထုတ်ထားတာမသိဘူးလားဥပဒေရှိတယ်ဆိုတာမသိဘူးလားကျမတို့ဗာများအမရှိလို့လဲတကြီးမင်းရဲ့လူเจ้าတို့ထိုးစမ်းတဲ့အယုတ်တို့တွေ့ရင်တိတ်မထရဘူးယူမထရဘူးတက်ဆိုင်ရာမင်းတွေကိုအဲ့ရတယ်လို့ဥပဒေထုတ်ထားရလေခမရတို့ကိုလျှို့ဝှက်တဲ့အမှုနဲ့ဖန်စီအရေးလူရတယ်သိကြရဲ့လားဒါကလူเจ้าမှမဟုတ်တာဘဘူးထုတ်ထားတဲ့အယုတ်ပဲဒါမျိုးအိမ်မှာထားလို့မရဘူးလားမရဘူးခမရတို့ကျုပ်ကိုအတိမပေးဘဲနဲ့ဖယ်ထားတဲ့အတွက်ဖမ်းပြီးတော့ထိတ်တုံးခတ်ထားလို့ရတယ်အေးလေခမရတို့မိသားစုကဒီရက်ရမှာနေလာတာလဲကြာပြီတခြားဘာပြစ်ချက်မှလည်းမရှိခဲ့ဘူးဆိုတော့ဒီတစ်ခါတော့ဖမ်းလာစီလာမလုပ်တော့ပါဘူးခွင့်လွှတ်ပေးလိုက်ပါမယ်ဒါပေမဲ့ဒီတက်တာတော့တိတ်ယူသွားလိမ့်မယ်ဒါလိုပြောဆိုကရုပ်ထုထည့်ထားတဲ့တက်တာလေးကိုယူဆောင်ကပြန်သွားကြလေတော့တယ်တကြီးအိမ်မှာတော့ကြော်စံခိုင်နဲ့တမချိုင်တို့ကစောင့်နေတာတမချိုင်ကကြော်စံခိုင်ခေါ်ထားတဲ့အတွက်ရောက်နေတာတကြီးကသူယူလာတဲ့တက်တာကိုကြော်စံခိုင်လက်ထဲကိုပေးလိုက်တယ်မင်းလို့ချင်တဲ့ပစ္စည်းဟုတ်မဟုတ်ကြည့်ပါအောင်ကွကြော်စံခိုင်ကစိတ်လှုပ်ရှားနေတဲ့အမူအရာနဲ့တက်တာဖုံကိုဖွင့်လိုက်တာသူကိုယ်တိုင်မမြင်ဘူးတဲ့အတွက်အနားမှာရှိတဲ့တမချိုင်ကိုခေါ်ပြတယ်မင်းတို့ရလာတာဒီရုပ်လားတမချိုင်ကတော့မျက်နှာပြတ်နေတယ်စိတ်ထဲမှာလည်းကြောက်ရွံ့နေတာသို့တော်လေကြော်စံခိုင်ကခေါ်တဲ့အတွက်အနားသွားပြီးကြည့်ရတယ်ဟုတ်တယ်ခေါင်းတလာတွေကကြွယူလာတာဒီရုပ်ပဲအဲ့ဒီနေ့ကရွှေထင်းနဲ့ဆန်းနဲ့ကျော်တို့ယူသွားကြတာသူ့စီဘလို့ရောက်သွားလဲမသိဘူးဟိုနှကောင်စီကတနေ့နေ့နဲ့ယူသွားတာဖြစ်မှာပေါ့ဒါတော့ဟိုတနေ့ကနေမောင်မိမအတုံးဆောင်နေဝယ်သွားတာငါမြင်လိုက်လို့ပဲကဲမင်းလည်းပြန်ပြီးတော့ဒီเจ้าနေကိုတော့မင်းရလွယ်ပြီးဘယ်သူမှမသိစေနဲ့ဒါလိုပြောဆိုကတမ်မချိုင်ကိုငွေတချို့ပေးလိုက်ရပြန်သွားလေတော့တယ်ဒီနောက်တကြီးကိုလည်းကျေးဇူးတင်ပါတယ်ဗျာဒီအတွက်ကျေးဇူးဆက်ပြစီပြောဆိုကသူယူလာတဲ့ငချောက်ပစွန်ချောက်တွေပြင်ငွေတချို့ကိုပါပေးလိုက်ရသဘောကျကြေးကြနေလေတော့တယ်ဒီနောက်မှာကြောက်စံခိုင်ဟာအဲ့ဒီရုပ်ကိုယူသွားပြီးသူ့ဆရာကြီးတာဂရရှိယာနေရာကိုသွားလေတော့တယ်ဆရာကြီးပြောတဲ့အတိုင်းစုံစမ်းလိုက်တာမောင်ဝင်ရုပ်တော့ပြင်းရလာပြီဆရာကြီးဟေးဟန်ကြတာပေါ့ကွာဘာဖြစ်တာလဲဆရာကြီးဘာမှဖြစ်ပါဘူးတိတ်တိတ်ဆန္ဒထင်ပါရဲ့နောက်တစ်ချိန်ကောက်ယူလိုက်ရနောက်တစ်ချိန်မှလည်းရခင်တစ်ချိန်ကထပ်ပို့ပြီးတော့ထုံကျန်သွားတဲ့အတွက်ပြန်ချထားလိုက်တယ်ဒါကြောင့်နောက်တစ်ချိန်မကန်ဝန်းတော့ပြီဒီရုပ်ကတိတ်တိတ်ရှိတယ်မသက်ဆိုင်တဲ့သူတွေစီမှာထားလို့မရဘူးဒီတော့ဘယ်လိုလုပ်ရမလဲမင်းနဲ့သက်ဆိုင်တော့မင်းစီမှာပဲထားပါလိုတဲ့စီရင်တွေငါလုပ်ပေးမယ်ဟုတ်ကဲ့မင်းတုံနဲ့တွေ့လိမ့်မယ်တွေ့တဲ့အခါကိုလိုချင်တော့အရင်ပြောပြဒီအခါသူလိုချင်တာတောင်းလိုက်မယ်အဲ့လိုတောင်းလာခဲ့ရင်လေမင်းအနေနဲ့ပေးနိုင်ပေးလိုက်မပေးရင်ရောဘယ်လိုဖြစ်မလဲသူလိုချင်တာမပေးရင်မင်းလိုချင်တာလည်းရမှာမဟုတ်ဘူး
သူကမဖြစ်နိုင်တာတွေတောင်းနေရင်ဘယ်နဲ့လုပ်မလဲဆရာကြီးမင်းဘက်ကမဖြစ်နိုင်တာတွေမတောင်းနဲ့ပေါ့နားလေအောင်ပြောရမယ်ဆိုရင်မောင်ဝင်ရုပ်ထုတ်ဆိုတာတစ်ခုပြီးရင်တစ်ခုပြန်လို့ရှိတယ်မင်းကလူတယောက်ရဲ့အသက်ကိုလိုချင်ရင်မင်းနဲ့အသက်ဆိုင်တဲ့လူတွေရဲ့အသက်တစ်ချောင်းကိုပြန်ပေးရလိမ့်မယ်ဒီလိုနဲ့ကြော်စံခိုင်မှာသူနေတဲ့နေရာကိုအဲ့ဒီရုပ်ကိုယူသွားလေတော့တယ်ညရောက်တဲ့အချိန်မှာတော့ကြော်စံခိုင်လဲမောပန်းလာတဲ့အတွက်အိယာဝင်ဟာချက်ချင်းအိပ်ပျော်သွားတယ်မောင်နေတော်လေးဘေးနားမှာရက်နေတဲ့သူကိုဝိုးတော်ဝတွေ့ရပါပြီနင်မတူလေငါနာမည်ပုံနေပြီနေမဲခေါ်လာလို့ဒီကိုရောက်နေရလေဒါဖြင့်ဟိုရုပ်ထုကနေမဲပေါ့ဟုတ်တယ်နေရတော့ချော်တာပဲနေရငါခိုင်းတာတွေလုပ်ပေးနိုင်သလားလုပ်ပေးနိုင်တယ်နင်ဖြစ်စေချင်အောင်လုပ်ပေးရရင်ငါအတွက်တစ်ခုပြန်ပေးရမယ်တန်ဖိုးညီများတဲ့အရာတစ်ခုခုပေါ့နေငါနဲ့နေမှာမဟုတ်လားမနေချင်ဘူးငါစိတ်ထားမကောင်းတဲ့သူတွေတစ်ဖက်သားကိုဒုက္ခပေးချင်စိတ်ရှိတဲ့သူတွေလောဘကြီးတဲ့သူတွေနဲ့နေလို့မရဘူးသူတို့လုံးသမျှအာကုသူတွေကိုငါတဝက်ပါနေရတယ်ဒါကြောင့်ငါ့ကိုပြန်ပို့ပေးပါဘာပဲဖြစ်ဖြစ်အခုတော့နေငါလက်ထဲရောက်နေပြီငါခိုင်းတာတွေကိုလုပ်ပေးရအောင်မေဘာလုပ်ပေးရမှာလဲဟိုဘက်မှာငါနဲ့ရှင်ပြိုင်ပြီးတော့ရွဲတိုင်တိုင်လာဖွင့်နေတယ်အဲ့ဒီသူညာရင်းကျက်တီတာငါမြင်ချင်နေသူများအသက်တစ်ချောင်းတောင်းရင်နင်းနဲ့သက်ဆိုင်တဲ့အသက်တစ်ချောင်းပြန်ပေးရမယ်ကောင်းပြီလေဒီအိမ်မှာအလုံးလုံးနေတဲ့သူတွေအများကြီးရှိတယ်တချို့ကလည်းတားချက်မကင်ဘူးနင်းချိုက်တဲ့တယောက်အသက်ကိုယူနိုင်တယ်ဒီအိမ်မှာတော့အဖေရဲ့အမေရဲ့ငါလွယ်ပြီးကျန်တဲ့သူတွေအသက်ကိုကြိုက်တာသာယူပြီးတော့အဲ့လိုပြောလိုက်ရာရက်နေတဲ့ပုံရိပ်မှာဖြက်ခနဲပြောက်သွားတယ်ကျော်စံခိုင်ကနေရာမကြပြကြရထဇပွဲပေါ်မှာကျန်ထားတဲ့တက်တာဖုံကိုဖွင့်လိုက်တယ်အတွင်းမှာရုပ်ထုမရှိတော့ဘူးနောက်တနေ့မနက်မိုးလင်းလာတော့သူ့အတွက်တရင်ကောင်တစ်ခုရလာပြီတခြားမဟုတ်ဘူးသူတို့အိမ်မှာတိမ်မိုးရဲ့နေရာမှာရွဲတိုင်လာဖွင့်တဲ့ကိုဟန်စိန်ဆိုသူမှာတေဆုံးသွားပြီဆိုတဲ့တရင်အဲ့ဒီတရင်ကစရိုးကျချောင်းတစ်ချောင်းကြရက်ထသွားတယ်နောက်တနေ့မနက်လင်းတော့အိယာပေါ်မှာရုပ်ပြက်ဆင်းမြဲဖြစ်နေတဲ့ကိုဟန်စိန်လမ်းကိုတွေ့ရပြီးလေပင်နဲ့မျက်နှာတစ်ဝိုင်းမှာကုတ်ချိတ်ရနဲ့အဆွဲပေါင်းရတွေတွေ့ရတယ်ဒီတဲ့နဲ့တစ်ဆက်ထဲမှာပဲသူ့ရဲ့ညီမတဝမ်းခွဲတော်သူမိန်းကလေးတယောက်မှာအကောင့်ပကလေးကနေရုတ်တရက်သေဆုံးသွားတယ်ဆိုတဲ့တဲ့ဒီကိစ္စတွေကတော့အသက်ပေးပြီးမှအသက်ယူရတဲ့အဖြစ်ပြက်မျိုးသားဖြစ်ပေလေတော့တယ်ဗုဒ္ဓမော်ကိုလူငယ်လူရွယ်တခုပျော်ဝဲစားသဘောမျိုးနဲ့ထွက်လာပြီးအဲ့ဒီဖွဲကိုဥဆောင်လာတဲ့သူမှာကြော်စံခိုင်တာဖြစ်ပြီးတယ်သူ့ရဲ့မွေးနေ့ရက်ဖြစ်တဲ့အတွက်၎င်းရဲ့နေအိမ်မှနေရင်းနှီးတဲ့မိတ်ဆွေတင်ကားတွေကိုဖိတ်ပြီးတော့ဧကန်ကျွေးမွေးတယ်ဒါအပြင်အဲ့ဒီမျိုးမှဓာတ်ပုံဆရာကိုပါဗုဒ္ဓမော်ဘက်ကိုခေါ်လာတယ်ကျော်စံခိုင်ကအတင်းဖိတ်ခေါ်တဲ့အတွက်အကိုဖြစ်သူပါအဖော်ခေါ်ပြီးလိုက်လာခဲ့ခြင်းဖြစ်ပြီးတယ်ကျွန်တော်ရဲ့မွေးနေ့မှာခင်မင်းရင်းနှီးတဲ့သူတွေအခုလုံလိုက်လာပြီးတာကျေးဇူးတင်ပါတယ်ခင်ဗျဒီနေရာကတရေ6တယ်လို့နာမည်ကြီးနေတော့လူတွေသိမ့်မလာကြဘူးတကယ်တော့နာမည်သာစိုးနေပြီမြင်အတော်လေးတာယာမှုရှိတဲ့နေရာတနေရာပါပဲတကယ်တရေ6တယ်တော့ကြားဘူးတယ်တစေတရေကိုကိုယ်တိုင်ကိုကြမြင်ဘူးတဲ့သူတော့မရှိသလောက်ပါပဲဒီနေရာမှာဘလို့သတင်းမျိုးတွေရှိနေရပါလေလက်တန့်ရှိတရေရှိတယ်လို့တော့သတင်းကြားမိတာပဲဒီနေရာမှာလာတဲ့သူတွေတချို့တွေတွေ့ကြတယ်နောက်တစ်မျိုးရှိသေးတယ်ဘာများလဲဒီနေရာမှာဓာတ်ပုံရိုက်တဲ့အခါတရေကိုပါရိုက်မိတယ်ဓာတ်ပုံထဲမှာပါလာတတ်တယ်အဲ့တော့ဘာဖြစ်တယ်လဲကိုရိုက်တဲ့ပုံထဲမှာတရေပုံပေါ်နေရင်အဲ့ဒီသူကမကြခင်မှာအန်ဒီရဲ့ဇွေးနဲ့တွေ့ပြီးတော့တရားတက်တယ်လို့ပြောတန်ကြတာပဲကျွန်တော်ကတော့ဒါမျိုးတွေအယုံကြည်မရှိဘူးဒါကြောင့်အမတ်တရားဓာတ်ပုံရိုက်မလို့ဓာတ်ပုံဆရာပါခေါ်လာတာကြည့်ပါလားအခုဒီနေရာမှာဓာတ်ပုံမရိုက်နဲ့နော်သူကရိုက်မယ်ပြောလဲလက်မခံနဲ့နေရလေစိုးရိမ်စရာမရှိကြံဖန်ပြီးတော့စိုးရိမ်နေပြန်ပြီငါမဒါမျိုးတွေအယုံကြည်မရှိတာဘာမှကြောက်နေနဲ့မောင်သမားတွေကဘာတွေများတိုင်ပင်နေကြတာလဲကိုကျော်စံခိုင်ကဒီနေရာမှာတရေရှိရလို့ပြောသွားတယ်ဓာတ်ပုံရိုက်ရင်လေဓာတ်ပုံရိုက်ခင်ရတဲ့သူနဲ့အတူတူဓာတ်ပုံထဲမှာပေါ်လာတတ်တယ်လို့ပြောတယ်ဒါကတော့မဖြစ်နိုင်ဘူးထင်ပါတယ်ကျွန်တော်လည်းလက်မခံပါဘူးဒါပေမဲ့သူပြောသွားတာနောက်ထပ်ရှိသေးတယ်ဗျဓာတ်ပုံရိုက်လို့ဓာတ်ပုံထဲမှာကိုနဲ့တူတရေပုံပါလာရင်အန်ဒီနဲ့တွေ့ပြီးတော့အသက်သေးတတ်တယ်ဗျဒါမျိုးတွေကတကယ်မဟုတ်ပါဘူးဗျလူတွေကနည်းနည်းကိုမြင်မြချက်ကပြောနေကြလို့ကြောက်နေကြတာပါကျွန်တော်လည်းဒီမျိုးမှာနေခဲ့တာတသက်နဲ့တကူပါပဲဒီနေရာကတရေကိုဘယ်တော့မှမြင်ဘူးတွေ့ဘူးလို့လေအမှန်ပါပဲဒီနေရာမှာတော့ခမည်းနဲ့ကျွန်တော်နေရသဘောထားချက်အတော့တိုက်ဆိုင်နေဒီလိုနဲ့ဓာတ်ပုံနေရိုက်ကြတယ်ညာနေဖြူကတော့တယောက်တည်းဓာတ်ပုံမရိုက်ချင်တဲ့အတွက်ကြောင့်သူစားနဲ့2ယောက်တည်းရိုက်တယ်ကျော်စံခိုင်တို့3ယောက်ကတော့တယောက်ချင်းတစ်ပုံချင်းစီရိုက်ကြတယ်ဥစွာကျော်စံခိုင်ရောက်တယ်နောက်စောလာဖြူရိုက်တယ်သူတို့2ယောက်အပြီးမှာတော့အောင်ကျော်သားကရိုက်တယ်ကင်မရာဆရာကအောင်ကျော်သားကိုကင်မရာနဲ့ချိန်နေရင်းနဲ့ထိတ်လန့်စွာနဲ့ခေါင်းပြန်ထောင်းလိုက်တာဘာဖြစ်လို့လဲသူ့နောက်မှာတယောက်ရက်နေတယ်ဗျစောလာဖြူကမယုံကြည်တဲ့အတွက်ကင်မရာရှိရာစီကိုသွားကိုယ်တိုင်ကြည့်တယ်ဖုံးထားတဲ့အဝတ်ထိပ်ကိုကောင်းသွင်းပြီးမှန်ဘလူးပေါင်းမှအောင်တာကျုပ်ကိုကြည့်လိုက်တာဘာမှမတွေ့ပါဘူး
ကင်မရာမန်လေးနောက်ထပ်ထွေထူးထူးစမ်းစားနေတော့ပဲနဲ့ကင်မရာခလုတ်ကိုနှိပ်ချလိုက်လေတော့တယ်ဓာတ်ပုံရိုက်ခြင်းကိစ္စပြီးတော့အောင်သားကျော်ကအနားကိုရှောင်လာပြီးတော့မေးတယ်စောစောကဘာထူးခြားတာမြင်ကြလို့လဲဗျဘာမှမဟုတ်ပါဘူးဗျာခမားပုံကောင်းမကောင်းဝင်ကြည့်ပေးလိုက်တာပါစောလာဖြူကတလုံးဝင်ပြောတော့လေအောင်သားကျော်စိတ်ထဲမှာတော့မကောင်းလာပြီနောက်တော့ဗုဒ္ဓဘောင်မှာပြန်ခဲ့ကြတယ်ကျော်စံခိုင်ကကြားတဲ့ငွေတွေကိုရှင်းပေးပြီးဓာတ်ပုံစီယာပေးထားတဲ့ဓာတ်ပုံတွေကိုယူရောက်လာလေတော့တယ်ဓာတ်ပုံအထက်လိုက်နဲ့ညာနေဖြူတွေအိမ်ကိုသွားတယ်ကိုကျော်စံခိုင်ပါလားဓာတ်ပုံတွေရပြီလားရပြီအဲ့ဒါတွေလာပို့ပေးနေခမားတို့မောင်သမားကိုထူးခြားတာတခုပြစရာရှိလို့ဗျဘာများပါလဲဒီဓာတ်ပုံကိုကြည့်ပါအောင်ဗျအလိုလေးဗျဘယ်နဲ့ဟာကြီးလဲသူဓာတ်ပုံရိုက်တုန်းကတယောက်ထဲပါပဲဒါကြီးကဘယ်ကနေဘလို့ပါလာတာလဲကျွန်တော်လည်းမစမ်းစားတတ်တော့ဘူးမဟုတ်ကမှလို့ရောသူ့နောက်မှာရောက်နေတာတရေပဲဖြစ်မှာပဲဒါဖြင့်အဲ့ဒီနေရာမှာတရေရှိတယ်ဆိုတာအမှန်ဖြစ်နေတာပေါ့ဒီလိုပဲယူဆတော့မှာပေါ့ဒါပေမဲ့သူ့အတွက်ကတော့စိတ်မကောင်းစရာပဲဘလို့ဖြစ်လို့လဲဗျအဲ့ဒီနေရာမှာဓာတ်ပုံရိုက်လို့တရေနဲ့အတူတူတွေ့ရသူဟာကံမကောင်းတတ်ဘူးအန်ဒီတစ်ခုခုနဲ့တွေ့ရတတ်တယ်လို့ပြောတန်ကြတယ်အဲ့လိုလေဟုတ်မယ်မထင်ပါဘူးဗျလူတွေမှာကံကြောင်းတရားဆိုတာရှိကြသေးတာပဲဒါပေမဲ့တခုတော့ရှိတယ်ဗျဒီဓာတ်ပုံကိုတော့ခမည်းသူ့ကိုပေးတာပိုကောင်းလိမ့်မယ်ဘလို့ကြောင့်လဲလူတွေမှာဥပါဒံကြောင့်ဥပရောက်တာမျိုးတွေရှိတယ်တော့ကြဓာတ်ပုံမြင်ပြီးတော့ဥပါဒံဝင်သွားရင်မကောင်းဘူးသူကမေးလိုက်ရင်ဘလို့ပြောရမလဲဖလင်ပြတ်သွားလို့ပုံမရတော့ဘူးလို့ပဲပြောလိုက်ပေါ့ဗျအခုဘလို့ထင်လဲငါလည်းပြောတတ်တော့ပါဘူးဒါပေမဲ့ဓာတ်ပုံထဲမှာတော့နောက်တစ်ယောက်ပါနေတာအမှန်ပဲတရေဟုတ်သလားမဟုတ်သလားတော့ငါလည်းမသိတော့ဘူးကျမတော့တိတ်မယုံချင်ဘူးဓာတ်ပုံကိုရဲ့ပညာနဲ့လုပ်ထားတာရောမဖြစ်နိုင်ဘူးလားဘလို့ကြောင့်ဒီလိုပြောရမှာလဲအကုန်မရိပ်မိဘူးလားသူတို့နှစ်ယောက်စလုံးကကျမကိုပိုးပန်းနေကြတာလေနည်းနည်းတော့ရိပ်မိတယ်လို့အရှိတာဒီတော့တယောက်ကတယောက်ကိုမကောင်းချင်တာမျိုးလည်းဖြစ်နိုင်တာပဲကျမတော့စိတ်ထဲမှာတိတ်ပြီးတော့မတင်ကားချင်ဘူးအေးတာနေပါဟာကိုနဲ့ဘာမှပတ်သက်သေးရမှာမဟုတ်တာကျမလည်းစိတ်ဝင်စားပါဘူးဒါပေမဲ့တနေ့ကနေမောင်တို့အိမ်ကိုပလိတ်တွေလာရှာသွားတယ်လို့သတင်းကြားလိုက်တယ်ဘာရှာကြတာလဲငါလည်းတေးသေးချာချာတော့မသိသေးပါဘူးနေမောင်တို့အိမ်ကတက်တာလေးတစ်လုံးယူသွားတယ်လို့ပြောတန်ကြားမိတယ်တက်တာတွေမှာဘာရှိသလဲယင်အယုတ်တရုတ်ရှိတယ်လို့သတင်းကြားတယ်ဘာယုတ်လဲတော့မသိဘူးညာနေဖြူစိတ်ထဲမှာတော့တလုံးကထူးထူးခြားခြားနေမှဝဲသွားတဲ့မိမအသုံးဆောင်ပစ္စည်းတွေအကြောင်းကိုသတိရမိနေတော့တယ်စိတ်ထဲမှာလည်းစိတ်ဝင်စားမှုဖြစ်မိတယ်တနေ့တော့နေမောင်နဲ့တွေ့ရင်အဲ့ဒီအကြောင်းကိုတေးသေးချာချာမေးမြန်းကြည့်ဖို့စိတ်ကူးထားမိလေတော့တယ်ညာနေဖြူဆန္ဒပြေးသွားတယ်လို့ဆိုရမယ်နောက်တနေ့မှာအိမ်မှာလူကြီးတွေမရှိတဲ့ချိန်မှာနေမောင်ရောက်လာပြီနေမောင်နေရောက်လာတဲ့အတော့ပဲငါနဲ့ကိုတွေ့ကြနေတာဘာကိစ္စရှိလို့လဲထိုင်မောင်ဟာနေအလုပ်စင်းတော့မလို့လားမစင်းသေးပါဘူးညဘက်မှသွားမှာပါတခြားတော့မဟုတ်ပါဘူးငါနဲ့ကိုမေးစရာရှိလို့ပါတတိယပလိတ်တွေနေအိမ်ကိုလာရှာဖွေသွားတာဘာပစ္စည်းတွေလဲအယုံလေးတယောက်ပါဟာဘလို့ယုံလေးလဲရင်ငါ့ကိုပြောပြစမ်းပါဒီအတွက်နေမောင်ကအဲ့ဒီရုပ်ထုလေးအကြောင်းကိုပြောပြလိုက်တယ်တပချိုင်တို့ရွှေထီတို့ဒုက္ခရောက်ကြတာအဲ့ဒီရုပ်ကြောင့်လားယင်အယုတ်ကြောင့်မဟုတ်ပါဘူးသူတို့ရဲ့မကောင်းတဲ့စိတ်လောဘစိတ်တွေကြောင့်ဖြစ်တာပါနေငါကြည့်ရခဲ့တာသူ့လိုပေးခဲ့လို့လားသူအကူညီပေးရတယ်ပါမယ်လို့ထင်ပါတယ်သူကဘလို့တိတ်တိတ်မျိုးတွေရှိတယ်လေသူ့စီမှာလိုချင်တာတောင်းယူလို့ရတယ်ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်ပေါ့ချမ်းသာခြင်းရင်ရွှေငွေရတနာတွေတောင်းယူလို့ရတယ်နေကတောင်းယူသေးသလားငါဘာမှမယူဘူးဘာလို့လဲရင်အဲ့လိုတောင်းယူလို့ရတဲ့ပစ္စည်းတွေကကိုနဲ့မထိုက်တန်တာတွေပဲရမှာပေါ့ငါအဲ့လိုမျိုးမလို့ချင်ဘူးကိုနဲ့ထိုက်တန်တာပဲယူချင်တယ်ဥမာပြောရရင်ငါသဘောကျနေရဲ့အမျိုးသမီးတယောက်ကိုသူ့အကူညီနဲ့ယူလို့ရတယ်ဒါပေမဲ့စိတ်ခတ်ယူသလိုပေါ့လူတော့ရမယ်မြစ်တာရမှာမဟုတ်ဘူးဒီလိုနည်းနဲ့ယူခဲ့ရင်စိတ်ပြည့်သွားတဲ့အခါမှာကိုယ့်အပေါ်မှာမချက်တဲ့ပြင်ရန်ညိုးတွေပဲပြင်ရမှာပေါ့နေပြောတာမှန်ပါတယ်ဒီလိုပဲကိုမုန်းတဲ့လူတယောက်ကိုလည်းအသက်တည်အောင်စီးပွားပြအောင်လုပ်နိုင်တယ်မလားစီးပွားပြက်စီအောင်လုပ်လို့ရတယ်ကြောက်စရာကောင်းလိုက်တာနေကဒီလောက်ကြောက်စရာကောင်းတဲ့ရုပ်ထုဘာကြောင့်သိမ်းဆီးထားတာလဲသူကငါနဲ့နေမယ်ပြောလို့တင်းထားတာပါတခြားသူတွေလည်းထရောက်သွားရင်လေမဖြစ်တဲ့နာတွေထပ်ဖြစ်မှာဆိုလို့လူမသိအောင်တင်းထားတာပါနင်သူ့ကိုမြင်ရသလားမြင်ရတယ်ညဘက်ရောက်သူ့ကိုတွေ့ရတယ်အတော့ကိုချော်သလားယင်ကလာမျိုးသမီးတယောက်ပါပဲအသက်20ကျော်လောက်ပဲရှိသေးတယ်သူ့နာမည်ပုံနမီလို့ခေါ်တယ်ချောတာလာတာတော့ငါလည်းတေးသေးချာချာမကြည့်တော့မသိဘူးနေကပြန်ရှက်နေလို့ဖြစ်မှာပေါ့နာမည်လေးကတော့အတော့ကိုလာတယ်လူကလည်းလာမယ်ထင်ပါတယ်တထက်နေဝယ်သွားတဲ့အမျိုးသမီးအတုံးဆောင်တွေကသူ့တက်မဟုတ်လားဟုတ်ပါတယ်သူဝယ်ခိုင်းလို့ဝယ်ပေးခဲ့တာပါအဲ့လိုဝယ်ပေးခဲ့လို့တခြားသူတွေတည်သွားတာဖြစ်မှာပါဘာတူလဲရင်ကိုကျော်စံခိုင်မဲဖြစ်မှာပေါ့အဲ့ဒီနေ့ကသူနဲ့တွေ့ခဲ့တယ်လေဒါဖြင့်
ရုပ်ထုကိုပလိတ်တွေအယူခိုင်းတာသူ့လက်ချက်ပဲပေါ့ဟုတ်ပါတယ်ဒီเจ้าပုံနမီယာငါ့ကိုအိမ်မက်နဲ့လာအသိပေးသွားလို့ငါသိပြီးပြီဒါပေမဲ့ဒီရုပ်ထုသူ့လက်ထဲရောက်သွားတာတော့တိတ်မကောင်းဘူးရုပ်ထုကိုနောက်တစ်ရက်မှာသူနဲ့စီးပွားပြန်ပဲဖြစ်တဲ့ကိုဟန်တယောက်တရက်ဝင်တယ်လို့တေးသွားတယ်လေငါသတင်းကြားလိုက်တယ်တပြိုင်နက်ဖေးသူတို့အိမ်နမဝန်ခွဲတယောက်လည်းတေးသွားတယ်မလားဟုတ်တယ်ရုပ်ထုရဲ့သဘောကသူတစ်ပါးကိုမကောင်းတာတစ်ခုခုလုပ်ပေးရင်ကိုယ့်စီကလည်းမကောင်းတာတစ်ခုပြန်ပေးရတယ်တခြားသူရဲ့အသက်တစ်ချောင်းကိုတတ်ချင်ရင်ကိုယ့်စီကအသက်တစ်ချောင်းပြန်ပေးရတယ်လေကြောက်စရာကောင်းလိုက်တာဟာဘယ်တက်နိုင်မှမလဲဟာငါကတော့ကြော်စမ်းခိုင်းလက်ထဲရုပ်ထုရောက်သွားကြတဲ့ကဘသူတွေပါဖြစ်မလဲလို့ရင်တမမနဲ့နားဆွနေရတာငါစိုးရိမ်နေရနောက်တစ်ခုရှိသေးတယ်ဘာလဲနင့်အတွက်ကြော်စမ်းခိုင်းကနင့်ကိုသဘောကျလို့ပိုးပန်းနေရမလားမတော်လို့ရုပ်ထုကိုအသုံးပြုပြီးနင့်ကိုဒုက္ခပေးမအောင်ငါစိုးရိမ်နေတာအဲ့လိုတော့ရမလဲလားငါစိတ်ထဲကမနစ်သက်ဖဲနဲ့ဘလို့နည်းနဲ့စူးစမ်းမယ်ဆိုရင်တော့အသက်သာအသေးခံလိုက်မယ်လူတော့ဒီလိုလူရုံမှလက်ထဲဘယ်တော့မှရမခံဘူးနင်ရောငါအတွက်ဒီလိုပဲတကယ်စိုးရင်သလားငါစိတ်ထဲမှာရှိတာကိုပြောတာပါမယုံမသားစိတ်နဲ့ပြောတာလည်းမဟုတ်ပါဘူးနင့်ကိုတော်တော်များများကစိတ်ဝင်စားနေကြတာအဲ့ဒီထဲမှာကိုအောင်သားကြော်စံခိုင်နှုံးကရှေ့ဆုံးကရှိနေတာသူ့လက်ထဲကိုရုပ်ထုရောက်သွားပြီဆိုကြတဲ့ကကိုအောင်သားကြော်တစ်ခုခုဖြစ်မှရောနင်တစ်ခုခုဖြစ်မှရောစိတ်ထဲကတွေးပြီးတော့ပူနေမိတယ်နင်ပြောတဲ့စကားတွေကလေအနောက်မလို့အသွားမလို့နဲ့ငါပဲကိုအောင်သားကြော်ရွေးထားပေးတယ်လို့နဲ့ဒီသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူးဟာကြော်စံခိုင်ကသူနဲ့ပြန်ဘက်ကိုဒုက္ခပေးမှစိုးလို့ပါကဲပါဒါတွေထားလိုက်ပါတော့ငါလည်းသူတို့နှစ်ယောက်စလုံးစိတ်ဝင်စားပါဘူးငါနဲ့ကိုပြောရအောင်မေးနင်စိုးရင်တို့ဖြစ်လာမလားတော့မသိဘူးဒီလိုဆိုကများနေဖြူကဘုရားဘော်ကိုသွားကြစဉ်ဓာတ်ပုံရိုက်တဲ့အကြောင်းအရာတွေကိုပြောပြလိုက်တယ်ဒါတော့တတော့ကိုထိုးဆန်းတာပဲဟုတ်တယ်ငါလည်းထိုးဆန်းတယ်လို့တော့ထင်မိတယ်သူပြောသလိုအဲ့ဒီမှာဓာတ်ပုံရိုက်လို့တရေပုံပါလာရင်အန်ဒီနဲ့တွေ့တယ်ဆိုတာရောတကယ်ပဲလားပရာလောကသားလို့ခေါ်တဲ့တရေသက်စီရီကတော့ဘယ်နေရာမှာမဆိုနေရာတိုင်းမှာရှိကြတာပါပဲဒီလိုဓာတ်ပုံတွေမှာဒါမျိုးတွေကတော့ငါလည်းကြားတော့မကြားဘူးသေးဘူးဒါပေမဲ့ကိုအောင်သားကျော်အတွက်ကတော့အတိတ်မကောင်းလာဘူးနေရာလေသူများအတွက်ပဲလိုက်ပြီးတော့စိုးရင်ပူပန်နေရပဲနင်းအတွက်များတစ်ခါတလေစမ်းစားတာမျိုးရှိသေးသလားငါအတွက်ကဘာမှထွေထူးထူးစမ်းစားစရာမလိုပါဘူးမြန်နေဖြူရဲ့ဘဝတစ်ခုကိုအေးအေးချမ်းချမ်းနဲ့ဖြတ်တန်းလို့ရရင်ပြီးတာပါပဲဒါဖြင့်ဆော့ဆော့ငါအတွက်စိုးရင်နေဆိုတာကရောမလွဲတာလို့ပြောသွားတာမဟုတ်လားဒီလိုတော့မဟုတ်ပါဘူးဟာစိတ်ထဲကတကယ့်ကိုစိုးရင်လို့ပြောတာပါငါဘဝကသူများတွေနဲ့ရှင်ပြိုင်ပြီးတော့ကိုလိုချင်တာကိုမယူနိုင်ပေမဲ့ကိုရှိမှရှိနေတဲ့သူတွေကိုထက်ကံကောင်းတဲ့သူတွေတော့ဘယ်တော့မှမစ္စရိယစိတ်မျိုးမထားတတ်ပါဘူးဘသူ့အပေါ်မှာပဲဖြစ်ဖြစ်ငါတက်နိုင်တဲ့စေတနာနဲ့ပြောစေတနာနဲ့ပဲလုပ်ပေးတတ်ပါတယ်။ဘာလဲကိုပြောချင်တာပြောပြီးတော့ပြန်တော့မလို့လားတဖတ်သားပြန်ပြောတာကိုရောနားထောင်မသွားတော့ဘူးလားနင်ဘလို့အတိတ်ပဲနဲ့ပြောရဲဆိုတာငါသိပါတယ်ဒါပေမဲ့တစ်ခါတလေမှာအထင်နဲ့အမြင်ကတလွဲစီတခြားစီဖြစ်နေတတ်တယ်တစ်ခါတလေနင်ထင်တယ်လို့မဟုတ်ဘဲနဲ့ဟိုးရှေ့ဆုံးမှာရောက်နေတဲ့သူကနောက်မှာရောက်နေပြီးတော့နောက်ဆုံးမှာရောက်နေရလို့ထင်တဲ့သူကရှေ့ဆုံးမှာရောက်နေတယ်ရောနင်ဘလို့ဆုံးဖြတ်မှာလဲငါနားကြမလွဲဘူးဆိုရင်တော့ဒီစကားဟာငါ့အတွက်အားတစ်ခုပဲနင်တကယ်ပြောတာလားနေဟာလေတခြားနေရာတွေမှာတော့တော်ချင်တော်မယ်ကိုနဲ့တက်နေတဲ့သူတယောက်ကိုချင်းကက်တဲ့နေရာမှာတော့အတော့ညံ့နေမိန်းကလေးတွေဟာသူတို့ကိုဖွင့်ပြောသည်ဖြစ်စေမပြောသည်ဖြစ်စေသူ့အပေါ်မှာဘသူကဘလို့စိတ်ရှိရဲဆိုတာသိကြတယ်အဲလိုတော့ဘသူဟာသူနဲ့ဘဝလက်တွဲပေါ်ဖြစ်တဲ့နေဆိုတာဆုံးဖြတ်တယ်ဒီလိုဆုံးဖြတ်တဲ့နေရာမှာဂုံပကာတနာတွေချမ်းသာတာဆင်းရဲတာတွေဘာမှမပါရဘူးဖြူစင်တဲ့ချစ်ချင်းမြတ်တာပဲဦးစားပေးရတယ်နစ်စီယာဒီစကားကြားရတာငါတကယ်ပဲဝမ်းသာပါတယ်များနေဖြူရဲ့တကယ်တော့ငါနဲ့ပေါ်မှာဖြူစင်တဲ့မြတ်တာနဲ့ချက်နေတာကြာပါပြီဒါကြောင့်နေတခုခုဖြစ်သွားမှစိုးရင်ပူပန်နေတာပါဒါပေမဲ့ငါတို့ရှားမဲ့လမ်းမှာအနောက်ရှက်တွေကတော့ရှင်းနေမှာပဲနော်အခက်ခဲဆိုတာတော့နေရာတိုင်းမှာရှိမှာပေါ့အခက်ခဲကိုတရက်တည်းနဲ့တော့ဖြေရှင်းလို့ပဲဖြစ်ပါမလဲတို့တွေတတမခွဲတော့လို့ဆုံးဖြတ်ထားပြီးပြီဆိုရင်လက်တွဲပြီးတော့ဖြေရှင်းသွားမှာပေါ့ကောင်းပါပြီဘလို့အခက်ခဲပဲဖြစ်ဖြစ်ရှေ့ရရင်ဆိုင်ပြီးတော့ဖြေရှင်းသွားပါမယ်ငါ့ပေါ်မှာချက်တယ်ဆိုတာရောတကယ်ပဲလားတကယ်ပါရင်ထဲမှာတိန်းထားတာအတော့ကြပါပြီမရထိုက်တော့လို့တောင်ထင်းနေတာအခုမှပဲအခုတော့ငါလမ်းခင်းပေးလို့မဟုတ်လားဘာပဲဖြစ်ဖြစ်ပါအချက်နဲ့ပတ်သက်လာရင်ငါချက်ပို့ပြီးတော့တက်တိရှိတဲ့ဆုံးဖြတ်နိုင်တဲ့နေရစိတ်ကိုတော့ချေကျူးမိတယ်ဘဝအတွက်စူးစမ်းမဲ့အချိန်တွေကိုလည်းကြိုတင်ပြင်ဆင်ရတော့မယ်ဒါကြောင့်တေချောင်းတော့မရအောင်မယ်ငါမျက်တာကိုတကယ်လက်ခံပေးပြီပေါ့နော်အခုထိမယုံသေးဘူးလားငါ့ကိုချစ်တယ်လို့လည်းဆိုသေးတယ်ငါတဘောလည်းခုထိနားမလည်သေးဘူးလားငါစိတ်ထဲကမနဲ့တက်ရင်အခုလိုစကားလက်ခံပြောဖို့ဝေးရောတွေ့ရမှာတော့မဟုတ်ဘူးသဘောပေါက်ပြီလားသဘောပေါက်ပါပြီမမျော်လင့်မဲ့ထီဆူပေါက်တယ်လို့ပဲစိတ်ထဲမှာလည်းပြောနေမိတယ်
ဒလို့ဆိုကနေမောင်လေးပြန်သွားလေတော့တယ်အချိန်ကညနေပိုင်းချိန်ကိုရောက်နေပြီပလင်တော်ရက်ွက်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေတာဦးကြထွန်းတို့နေတဲ့တိုက်မှာအဲ့ဒီရက်ွက်အတွင်းမှာရှိနေတယ်အမျိုးသမီးကတော့ခွေးရောက်နေတာကိုလည်းကြိုးမဆိုင်အချိန်မတော်တစေတရေ6လမ်းမောင်လည်းမကြောက်ရွံ့မဲနဲ့လာနေတာခြေလမ်းမမှန်နဲ့ရှောင်းလာရနောက်ဆုံးအောင်တာကျော်တို့နေတဲ့အိမ်ကိုရောက်လာပြီတခန်းဝင်တခန်းထွက်နဲ့သွားလျာနောက်ဆုံးမှာတော့အောင်တာကျော်ခန်းကိုရောက်သွားတယ်ဘသူလဲတေမင်းညားစွာထိတ်လန့်သွားလိတော့တယ်နင်ဘသူလဲငါနာမည်ပုံနမီလို့ခေါ်တယ်နင့်ကိုတမ်းမလို့ငါလာတာပဲဓာတ်ပုံထဲမှာပေါ်နေရနေမဟုတ်လားဟုတ်တယ်အဲ့ဒီကလေးကတေမင်းနမိတ်ကိုကြိုးပေးလိုက်တာငါ့အောင်မတတ်ပါနဲ့နင်လိုချင်တာပေးပါမယ်မရတော့ဘူးအပေးယူကလုတ်ခဲ့ပြီးပြီဒါလိုပြောဆိုကရှေ့ကိုတိုးလာလေတော့တယ်နောက်တနေ့ကိုရောက်တဲ့အခါသတင်းကတစ်မျိုးလုံးကိုပြန့်နှံ့သွားတယ်အောင်တာကျောက်တရေဝင်တယ်လို့သိရတာလို့ပြောနေတာသူတို့ရင်ကိုအရင်တစ်ခါကအခေါင်းကြီးတစ်လုံးရောက်လာသေးတယ်မလားအတိုက်ခိုက်ခံရတာများလားမသိဘူးအခုတလောတရေတက်လို့တရေသူတတော်များနေတယ်နေရတာကြောက်တောင်လာပြီအောင်တာကျော်တော့တရေဝင်တယ်လို့သိရပြန်ပြီတုတ်တပ်ပုံထဲမှာပုံပေါ်နေတဲ့တရေကတက်လို့သေးတာဖြစ်မလားတရေတက်လို့သေးတာမဟုတ်ဘူးလူတက်လို့သေးတာနေရဘလို့သိနေရလဲသိတာပေါ့အခုအကြောင်းစုံပြောပြမယ်ဒလို့ဆိုကများနေဖြူကရုပ်ထုနဲ့ပတ်သက်တဲ့သူသိထားတဲ့အကြောင်းအရာတွေကိုသူ့ကိုပြောပြလိုက်ဒလို့ဆိုကများနေဖြူကရုပ်ထုနဲ့ပတ်သက်တဲ့သူသိထားတဲ့အကြောင်းအရာတွေကိုသူ့ကိုပြောပြလိုက်လေတော့တယ်ဒီနေ့မှာတော့များနေဖြူထံကိုလူတစ်ယောက်ကဈေးဝယ်လာရင်းနဲ့စာတစ်စောင်လာပေးသွားတာဘသူပေးလိုက်တာလဲကျော်စံခိုင်ညာနေဖြူကစာရွက်ကိုဖြန့်ပြီးတော့ဖတ်လိုက်ရညာနေဖြူအောင်တာကျော်လည်းမရှိတော့ဘူးဒါကြောင့်ငါမျက်တောင်လက်ခံပေးပါငါနင့်ကို3ရက်ချိန်ပေးမယ်3ရက်ပြည့်တဲ့နေ့မှာငါလိုချင်တဲ့အဖြေမရဘူးဆိုရင်တော့နင်တို့အိမ်မှာအန်ရီဇိုးတွေရောက်လာလိမ့်မယ်ဒီလိုရေးသားထားတာဒီစာအုပ်ဖတ်ရတော့ကြောင်ရွံ့ထိတ်လန့်မှုဖြစ်ရတာတဲ့ရိုရှာမုန်းတိစိတ်တွေပေါ်လာလေတော့တယ်မိခင်ဖခင်တွေနဲ့အကိုဖြစ်သူအဲ့အကြောင်းကိုလည်းပြောပြထားတဲ့အတွက်သူတို့ကလည်းသိတန်တဲ့လောက်သိနေတယ်ဒီနောက်ညာနေဖြူကသူ့အိမ်မှာရှိတဲ့မိန်းကလေးကိုဆေးလို့နေမောင်ကိုအခေါ်ခိုင်းလိုက်ရအတန်ကြာတော့ပါလာပြီနေမောင်ကလည်းအောင်တာကျော်သေဆုံးတဲ့တရင်ကိုကြားခဲ့ပြီးဖြစ်တဲ့အတွက်စိတ်ထဲမှာစိုးရိမ်စိတ်တော့ဝင်နေပြီနေမောင်ကိုစာပေးဖတ်လိုက်ပြီးတော့နေမောင်စာဖတ်ပြီးတဲ့အခါခေါင်းတညက်ငိမ့်နေဒါကငါတို့မျှော်လင့်ထားတဲ့အချိန်လေးပဲအခုတော့ရောက်လာပြီပေါ့ဘယ်လိုလုပ်မလဲယင်ဘာမှမကြောက်ပါနဲ့ငါနဲ့အတွက်တခြားလုံးမပေးနိုင်တော့အန်ဒီနဲ့တွေ့လာရင်ရှေ့ကနေကာကွယ်ပေးပါမယ်နေတခုခုဖြစ်သွားမှစိုးရင်လို့ပါဒါလောက်လည်းမစိုးရင်ပါနဲ့များနေဖြူရဲ့လူတွေမှာကံတရားဆိုတာရှိပါသေးတယ်နင်းမြက်တာတော့မမျောလင်ဘဲနဲ့ရခဲ့ပြီးမှတော့တေသွားခဲ့ရင်တော့ဝမ်းမနေတော့ပါဘူး။အိုးအတိတ်မရှိနမိတ်မရှိ။3ရက်မြောက်တဲ့နေ့ရောက်ရင်ငါတို့ဒီမှာလာဆောင်နေပါမယ်။ဝမ်းတောင်လိုက်တာနေမောင်ရဲ့။ဒီနောက်နေမောင်များနေဖြူတွေအိမ်မှာထွက်လာပြီးရဲ့နောက်ဆရာကြီးဥပန်ကောင်ရှိရာနေအိမ်ကိုဆက်သွားလေတော့တယ်။အဲ့ဒီအိမ်ရောက်တော့ဥပန်ကောင်နဲ့အသင်တွေ့ရတဲ့အတွက်အကျိုးအကြောင်းတွေကိုပြောပြလိုက်တာ။ဒီဖြစ်ပျက်တွေဖြစ်ပျက်ပြီးတော့3ရက်မြောက်တဲ့ညနေပိုင်းမှာကျော်စံခေါင်တယောက်ညာနေဖြူရှိရဲ့ဈေးဆိုင်ကိုရောက်လာပြီ။ငါပေးလိုက်တဲ့စာရတယ်မလားနင်တဘောကဘလို့လဲငါအေးချမ်းချမ်းပဲနေချင်တယ်လူရုံမှာရက်ဆက်တဲ့သူတွေဆိုရင်မပတ်သက်ချင်ဘူးကျော်စံခိုင်းမျက်နှာကွက်ခနဲပြတ်သွားတော့လေချက်ချင်းပြန်လိုက်ပြီးတော့နင့်ဖြေရထားပဲလားငါမှနောက်ထပ်ပြောစရာစကားမရှိတော့ဘူးဒီလိုဆိုရင်လည်းပြီးတာပါပဲနောက်မှသာငါ့ကိုအစိုးမစိုးနဲ့နင်ဘာလုပ်မယ်ဆိုတာငါတို့သိရဲ့ဒါပေမဲ့မကြောက်ဘူးနင်လိုလူရုံမှာနဲ့ဆက်ဆံနေရတဲ့ဆိုင်တည်သွားရင်တော့ဝမ်းနေစရာမရှိဘူးဒီလိုပြောလိုက်ရကြော်စံခိုင်လဲချက်ချင်းထပြန်သွားလေတော့တယ်။ညောင်ပိုင်းချိန်ကိုရောက်တော့ညာနှင်းဖြူတို့နေအိမ်ကို၄ယောက်ရောက်လာကြတာ။နေမောင်စောထင်းငမဲအောင်နဲ့ဆရာကြီးဥပန်ကောင်တို့၄ယောက်သာဖြစ်ပေတယ်။ဆရာကြီးဥပန်ကောင်ပါလာတဲ့အတွက်ညာနှင်းဖြူတို့အားလုံးမှာအားရှိသွားလေတော့တယ်။ညောင်ပိုင်းချိန်ရောက်တဲ့ထိတော့ထူထူခြားခြားဘာမှမတွေ့ရပြီ။ညနေပိုင်းချိန်ရောက်လာပြီးလူကြီးတိတ်သွားတော့မှခွေးအောင်စံတွေစားကြရတာ။နေမောင်ကတော့အတန်ကြားရဘက်ကိုလှည့်ကြည့်တယ်။အဝယ်မဲကြီးခြုံထားတဲ့မိန်းမကခြံပါဝါကိုရောက်တော့ဝင်လာပြီးတော့ရက်လိုက်တယ်။မင်းဘာလို့မလို့လဲ။သူဝင်မလာခင်မှာငါသူနဲ့တွားတွေ့ရမယ်။ဖြစ်ပါမလားနေမောင်ရ။စောထီကစိုးရိမ်တကြီးပြောတော့လေနေမောင်ကတော့အပြင်ကိုထွက်သွားလေတော့တယ်။အားလုံးကတော့အသက်ရှူရအောင်မေ့နေကြပြီးရင်တမမနဲ့လှမ်းကြည့်နေကြတာ။နေမောင်ကအဝယ်မဲကြီးခြုံထားတဲ့သူနဲ့မနီးမဝေးနေရရောက်တော့ညနေချင်းဆိုင်ရက်လိုက်တယ်။ဒီအခါအဝယ်မဲခြုံထားသူထံကနေအတန်ထွက်လာတယ်။နေမောင်နေပုံနမီမဟုတ်လားဟုတ်ပါတယ်ဘာကြောင့်လူတွေလိုက်တက်နေရတာလဲသူတို့ခိုင်းတော့လှုပ်ပေးရတာပေါ့နင်လူတွေတက်နေမှာတော့ကောင်းတဲ့ဘဝကိုပြန်ရောက်ပါအောင်မလားနင်းမျက်နှာကိုငါကြည့်ပြရစီဒ
ဒီလိုပြောတဲ့အခါအဝတ်မဲကြီးကိုဖယ်ပြတယ်ပုံနမိမျက်နှာပေါ်မှာချော်မော်လှပမှုတွေမရှိတော့ပဲအဆွဲထက်နေတဲ့ဘလူးတပတ်ပုံစံမျိုးဖြစ်နေပြီမျက်နှာနဲ့ကိုယ်ပေါ်မှာလည်းအမွှေးရှည်တွေပေါက်နေတာဘလူးကြောင့်ဒီဘဝပြောင်းသွားတာလေလူတွေတက်ရတော့မိစ္ဆာဓာတ်တွေဝင်ပြီးတော့ရုပ်ဖာပြောင်းသွားတာပါငါနဲ့ကိုဘလူးကဲတင်ပေးရမလဲယင်အခုမှတော့မရတော့ဘူးငါဘဝအဆုံးရောက်သွားပြီနေခုတ်တီကိုဘာလာလောက်တာလဲဒီအိမ်ကလူတယောက်ကိုတတ်ဖို့လာတာပါဒါလို့ဆိုရင်တော့ငါ့ကိုသာတတ်ပြီးတော့ငါဒီအိမ်သားတယောက်ဖြစ်နေပြီနင့်ကိုမတတ်ဘူးနင့်ကိုလွတ်လိုက်တာဒီအိမ်ကတယောက်ကိုတတ်ဖို့ပဲမလားငါ့ကိုတတ်သွားပြီးတော့နင်နာကိုလာလို့မရဘူးအော်ဒါကြောင့်လားနင်တတ်မယ်ဆိုရင်ငါ့ဘဝဆေးတွေပရိကျိုးတွေကိုငါဖယ်ပေးပါမယ်ပြောပြောဆိုဆိုနဲ့ဥပန်ကောင်ပေးထားတဲ့ကမုံစိမ့်နဲ့ပရိကျိုးတွေကိုဖယ်ရှားပြလိုက်တယ်ဒီချင်းတွေကိုမြင်တော့အတွင်းမှာကြိတ်နေတဲ့ဥပန်ကောင်ပဲတုံလို့သွားလီတော့တယ်နေမောင်အတွက်စိုးရင်သွားတာနေမောင်ကတော့မျက်စိကိုမိတ်ကဖျားတရားအာယုံပြူထားတယ်ပုံနမီကအနာရောက်တာနဲ့နေမောင်ပကုံးကိုကင်လိုက်တယ်နင်ဒီဘဝကနေကောင်းတဲ့ပုံဘဝကိုပြန်ရောက်ပါစေလို့ငါဆုတောင်းပေးခဲ့ပါတယ်နင်တက်လို့ကတက်ပြီးတော့ဒါလို့ပြောကလေဘင်းကိုမော်ပေးလိုက်တယ်သို့တော့ပုံနမီကဘာမှမလုပ်ပဲကြည့်ုံသာကြည့်နေတာအတန်ကြာတော့မှနေမောင်ကိုပြန်လုပ်ပေးလိုက်ပြီးအဝတ်မဲကြီးကိုပြန်ချုံကအဲ့ဒီနေရာမှာလှည့်ထွက်သွားလိတော့တယ်နေမောင်ကတော့နေရာမှာပဲရံမြဲရက်နေတာအတန်ကြာတော့အိမ်ထဲမှာလူတွေထွက်လာကြတယ်ထူးဆန်းလိုက်တာလူတွေတယောက်ပြီးတယောက်လိုက်တက်နေတဲ့မိစ္ဆာကောင်ကမင်းကိုတတ်တော့မလို့လုပ်ပြီးတော့မှထားခဲ့တယ်နေမောင်ကသူ့ပေါ်မှာကောင်းခဲ့တာ哦ဒါကြောင့်စေတနာကောင်းခြင်းမေတ္တာဖြူစေခြင်းဆိုတာအစွမ်းထက်ဆုံးစေဝါးတွေထပ်ပို့ပြီးတော့တကူကြည့်တယ်မကောင်းတဲ့မိစ္ဆာတွေတောင်မေတ္တာပြန်ထားနိုင်ကြပါလားတကယ်ကိုအံ့ဩစရာပဲနေမောင်အနေမဖြစ်တဲ့အတွက်အားလုံးဝမ်းသာနေကြတယ်ဒီထဲမှာတော့ညာနေဖြူတယောက်ကဝမ်းသာဆုံးသူတယောက်ဖြစ်နေလေတော့တယ်အချိန်ကတကောင်ရံချိန်ကိုကြောလာပြီးဆက်ရိုးကြချောင်းနဲ့ပတ်ဝန်းကျင်တစ်ခုလုံးအမောင်ရိပ်တွေဖုံးကတိတ်ဆိတ်ငြိမ်သက်နေလေပြီဒီချိန်မှာကြောစံခိုင်တယောက်ကတော့မအိပ်သေးပဲနဲ့သူ့ရဲ့အခန်းထဲမှာအရက်တောက်နေတာသူ့နှစ်ဘေးမှာစပွဲပေါ်မှာတင်ထားတဲ့တက်တာငယ်တစ်လုံးရှိတယ်အဲ့ဒီတက်တာနှစ်ဘေးမှာတော့ပုံနမီရဲ့ရုပ်ထုကရှိနေတာရုပ်ထုကတော့ငြိမ်သက်စွာပဲရှိနေတယ်ကြောစံခိုင်ကတော့အရက်တောင်းလိုက်ရုပ်ထုကိုကြည့်လိုက်နဲ့ဖြစ်နေတာသူ့စိတ်ထဲမှာညာဦးပိုင်းကအချိန်တစ်ခုကိုသတိရနေတယ်ခါတိုင်းလိုပဲတက်တာအတွင်းမှာရုပ်ထုကိုထုတ်ခေါ်လိုက်တာနဲ့ပုံနမီရဲ့ရုပ်သွင်းပေါ်လာတယ်ဒီကနေ့ငါအတွက်လူတယောက်သွားတက်ပေးပါငါလူတွေတက်ရတာများပြီဒါကြောင့်ငါလည်းခါတိုင်းလိုမဟုတ်တော့ဘူးမိစ္ဆာဘွားကိုရောက်နေပြီမိစ္ဆာဘွားရောက်တော့ပိုကောင်းတာပေါ့ငါတက်ချင်တဲ့လူတွေများများတက်ခိုင်းလို့ရတာပေါ့ဒီတစ်ခါငါခိုင်းတာကိုလုပ်ပေးပြီးရင်နင်လိုရှိတဲ့အသက်ကိုပေးမယ်ဝိညာဉ်လောကသားတွေကမာယာပြည့်ရမရှိဘူးလူတွေကိုလိန်နာညာတာတွေမရှိဘူးနင်ခိုင်းတဲ့အတိုင်းလူတယောက်ကိုသွားတက်ပေးမယ်ပြန်လာရင်ငါလိုချင်တဲ့လူတယောက်ကိုအသက်ပေးပါငါ့အိမ်မှာရှိတဲ့သူတွေကနင်ကြိုက်တဲ့လူရဲ့အသက်ကိုပေးမယ်ဒီလိုလွယ်လွယ်ကလေးပေးလိုက်တာဒီခါပုံနမီကအဝတ်မဲကြီးကိုခေါင်းမိချုံသူ့ထွက်သွားပြီးတော့မှကြော်စံခိုက်မှာစိတ်ပူနေရပြီညာနေဖြူတို့အိမ်မှာတရားရောက်ကိုတန့်ရန်ဆေးလုံးလိုက်ရာညာနေဖြူကိုတက်ဖြတ်ခဲ့မှာကိုစိုးရိမ်နေကြတာဖြစ်ပြီးတယ်နောက်တစ်ချက်ကပြောင်းတဲ့အခါသူနဲ့သူ့ရဲ့မိဘတွေရဲ့အသက်ကိုတောင်းယူမအောင်တွေးပူနေတဲ့အတွက်ကြောင့်သာဖြစ်ပြီးတယ်ဒါကြောင့်စိတ်တထင်းထင်းနဲ့အရက်ကိုတစ်ခွက်ပြီးတစ်ခွက်တောက်နေကြတာဖြစ်တယ်ညနေပိုင်းရောက်တော့ပုံနမီပြန်လာပြီနင်ဘာလာလောက်တာလဲငါလိုချင်တဲ့အသက်တစ်ချောင်းယူရမယ်ဆိုတော့ဒီတစ်ခါငါယူမှနဲ့တက်ပဲဟမ်မလောက်ပါနဲ့ငါနဲ့ကိုခိုင်းနေသူလေငါ့ကိုမတက်ပါနဲ့ဒီလိုပြောတော့လဲမရတော့ဘဲနဲ့ပုံနမီကသူ့နာရောက်လာပြီးတက်ဖြတ်ပြလိုက်လေတော့တယ်ကြော်စံခိုင်တည်သွားပြီးတော့လေနောက်ဆက်တွဲပြဿနာတွေကမပြီးသေးပြီမိစ္ဆာဓာတ်ဝင်နေတဲ့ပုံနမီကညာတိုင်းဒုက္ခပေးနေတဲ့ပြင်ချောင်းလန့်နေတဲ့အတွက်ကြောင့်ဥဒဆန်ကအဲ့ဒီရုပ်ထုနဲ့တက်တာကိုယူသွားစေပြီးပင်လယ်ထဲကိုပြစ်ချခိုင်းလိုက်တယ်ဒီဖြစ်ပျက်ခဲ့ပြီးတော့တပတ်ခန့်ကြာတဲ့အခါနေမောင်ကိုအိမ်မက်ပေးတယ်နေမောင်ငါခုဗုဒ္ဓမော်ကကြောက်တုံးနေကြထဲမှာရောက်နေတယ်ငါ့ကိုလာခေါ်ပါနေရအရင်လုံးမဟုတ်တော့ဘူးမိစ္ဆာဘွားရောက်နေပြီဆိုတော့ငါခေါ်ထားလို့ဖြစ်ပါမလားငါနဲ့ကိုဘာမှမလုပ်ပါဘူးဟာငါ့ကိုစီရင်ပေးလိုက်တဲ့စာရူကြီးရှိတဲ့နေရာကိုလေငါသွားပြောပြပါပြီသူလည်းမကြခင်ရောက်လာတော့မှာပါကောင်းပြီလေငါနဲ့ကိုမကြောက်ပါဘူးလာခေါ်ပါမယ်အချိန်ကညနေဆောင်ချိန်ကိုရောက်နေပြီတခြားသူတွေမြင်မှသိမှဆိုတဲ့အတွက်အဲ့ဒီချိန်ရောက်တော့မှသွားခဲ့ချင်တာဖြစ်ပြီးတယ်နေမောင်မှာပုံနမီရှိတဲ့နေရာကိုတွေ့ရလေတော့တယ်ပုံနမီနင်လူတွေရဲ့တက်ကိုမတက်ပါနဲ့တော့ဟာနင်စားချင်တဲ့အစားတောက်တွေကိုငါဝယ်ကျွေးပါမယ်နင်ခုလိုမိစ္ဆာဘွားရောက်နေတာငါစိတ်မကောင်းဘူးနင်ဘာကြောင့်လူတွေကိုတက်ရတာလဲသူတို့ခိုင်းလို့တက်ပေးရတာပါမခိုင်းတော့မတက်ဖဲနဲ့နေလို့ရတယ်ကောင်းပြီငါစီမာနေတဲ့ချိန်ဒီမှာတော့လူတွေကိုမတက်ပါနဲ့တော့နင်လိုချင်တာရှိရင်ငါ့ကိုပြောပါတက်နိုင်သမျှငါလုပ်ပေးပါမယ်ငါနဲ့စီမာကြာကြာနေခွင့်ရမှာမဟုတ်တော့ပါဘူးဘာလို့လဲမ
ကြခင်မှာစာရိုးကြီးရောက်လာပြီးတော့ငါ့ကိုပြန်ခေါ်တော့မှလေနင်ဒီဘဝဆိုကအញ្ញံဆုံးလွတ်မြောက်ပါစေလို့ပဲငါဆုတောင်းပေးပါတယ်နောက်တစ်ပတ်ခန့်ကြာတဲ့အခါမှာတော့နေမောင်ရှိတဲ့နေရာကိုအသက်အရွယ်ကြီးလာပြီဖြစ်တဲ့စာရိုးကြီးတယောက်ရောက်လာတာဘာကိစ္စရှိလို့ပါလဲမင်းစီမှာရောက်နေတဲ့ပစ္စည်းလေးပြန်လာယူလာပါအယုတ်ထုကိုပေးရင်းနဲ့တိတ်ကျန်တာတွေကိုမေးလိုက်လေတော့တယ်ရုပ်ထုရဲ့ကိုယ်ပေါ်နဲ့တက်တာအဖုံးပေါ်မှာရေးထားတဲ့စာရီရဲ့အဓိပ္ပာယ်ကဘယ်လိုပါလဲငါကရည်ရွယ်ချက်နဲ့ရေးပေးလိုက်တာပါစာရီရဲ့အဓိပ္ပာယ်ကတခြားမဟုတ်ဘူးဤရုပ်ထုကိုရရှိသူသည်ကောင်းသောစိတ်ဖြူစင်သောစေတနာဖြင့်အသုံးပြုပါကကောင်းကျိုးချမ်းသာရရှိစေပါလိမ့်မယ်လောဘစိတ်နဲ့အသုံးပြုပါကတူသောအကျိုးသာရရှိစေမည်မောဟစိတ်နဲ့အသုံးပြုပါကတူသောအကျိုးသာရရှိစေပါမည်မျက်စိရစိတ်ဖြင့်အသုံးပြုပါကတူသောအကျိုးကံသာရရှိစေပါမည်ကိုပြုသောကံတိုင်းကိုထားသောစေတနာကံတိုင်းဤယုတ်ထုကတင့်ကိုဆောင်ခြင်းပေးပါလိမ့်မည်ငါကထိုက်တဲ့သူတွေလက်ထက်ရောက်ရင်ကောင်းကျိုးချမ်းသာရပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီရုပ်ကိုအစီရင်လုပ်ပြီးတော့ပင်လယ်ထဲကိုမျောလိုက်တာပါဒါပေမဲ့မထိုက်တဲ့သူတွေလက်ထက်ရောက်သွားပြီးမဖြစ်သင့်တာတွေဖြစ်ခဲ့ရတာတော့စိတ်မကောင်းပါဘူးအခုတော့ရုပ်ထုတွေမှာလူတွေရဲ့ပယောဂကြောင့်မိစ္ဆာဝိညာဉ်ဓာတ်တွေရောက်နေပြီဒါကြောင့်ငါပဲပြန်သိမ်းသွားပါတော့မေမိမောင်းစိတ်ထဲမှာတော့စိတ်မကောင်းဖြစ်မိတော့လေဘာမှမတတ်တာတော့ပါကြည်ကစ္စပါနဲ့တရားရခဲ့တဲ့ပုံနမီရေဒီဘဝဆိုကလွန်မြောက်ခွင့်ရပါစေလို့ပဲငါဆုတောင်းပေးလိုက်ပါတော့တယ်ဒီဖြစ်ပျက်ပြီးတော့လာနေငယ်ကြတဲ့ခါမှာတော့နေမောင်နဲ့မြာနေဖြူတို့လက်ထပ်လိုက်ကြလေတော့တယ်ငါစိတ်ထဲမှာတော့လေအခုချိန်နေရောက်တဲ့အထိအိမ်မက်တစ်ခုလိုပဲထင်နေမိတာနင့်ကိုဒီလိုပိုင်ဆိုင်ခွင့်ရမယ်လို့ဘယ်တော့မှမမျှော်လင့်ရဲခဲ့ပါဘူးအခုလို့တကယ်ဖြစ်လာတော့ဘယ်လိုခံစားရလဲပြောတာပေါ့မြာနေဖြူရဲ့နေရောမပြောဘူးလားပြောတာပေါ့ငါဘဝမှာအဖြစ်ချင်ဆုံးကငါစိတ်ထရာနှက်သက်တဲ့လူနဲ့ပဲလက်တွဲသွားချိန်နေတာအခုတော့ငါဖြစ်ချင်ခဲ့တဲ့အတိုင်းဖြစ်ခဲ့လို့ဝမ်းသာပျော်ရွှင်မိပါတယ်နင်းဘဝတစ်လျှောက်လုံးအခုလို့ပျော်ပျော်ရွှင်ရွှင်နဲ့တသက်လုံးနေသွားရအောင်ငါစူးစမ်းပေးပါမယ်ငါမှငွေကြေးမချမ်းသာပေမဲ့နင်းစိတ်ချမ်းသာစေနိုင်တဲ့အရာအလုံးကိုတော့စူးစမ်းပေးနိုင်ပါတယ်ငါအတွက်လိုအပ်တာလည်းအဲ့ဒါပါပဲငါ့ကိုတကယ်ချစ်တယ်မဟုတ်လားချစ်တာပေါ့ချစ်ချင်းမြတ်တာနဲ့ပဲငါတို့ရဲ့ဘဝခီးလန်းကိုရှောင်လန်းကြတာပေါ့မကောင်းဘူးလားနေမောင်ကများစွာကျဉ်းသွားတဲ့အမူအရာနဲ့ပြုံးကခေါင်းညိတ်ပြလိုက်လေတော့တယ်ဒီကနေ့ရဲ့ Ghost Story ဝါချန်ရနေထောင်းလန့်တန်စတာပေးခဲ့တာကတော့စာရေးသူဒရိတ်တင်ခရေးသားထားတဲ့ Kispa နဲ့ဒီပုံနာမီဆိုတဲ့စိတ်ဝင်စားဖွယ်ဇာတ်လမ်းအစာဆုံးကိုထောင်းလန့်တန်စတာပေးခဲ့တာပါနောက်တစ်ခေါက်တွေမှာဆိုရင်လေပရိသတ်တွေကြားနေတတ်စေမဲ့ဇာတ်လမ်းကြောင်းရာတွေကိုဆက်လက်ရွေးချယ်ထောင်းလန့်တန်စတာပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချစ်ခင်ကြပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့စီစဉ်နေနှုတ်ဆက်ပါရယ်ချစ်ခင်ပေးလို့ကျေးဇူးပါရှင်နောက်တစ်ခေါက်မှာပြန်လည်ဆုံတွေ့